ဆောင်မုံလာစံပြဆရာတော်ဦးနာရဲ့ပုပ္ပယုံကျောင်းမှာကထိန်ခင်းတယ်ထုံးစံအတိုင်းပေါ့ဗျာတာတီတို့ကာလာသားတွေရွှေတလုံးလုံးနဲ့ပေါ့တပတ်လောက်လူကလေးကတောထဲဝင်ထင်းခုတ်ဝါခုတ်ကနက်ဖြင်းတိုင်ခိုးကြတာပေါ့ဗျာကနက်ဖြင်းထိုးတဲ့သူကထိုးခမင်းချက်ယုံစောက်တဲ့သူကစောက်တက်ကဲမိုးတဲ့ဘွဲကမိုးပေါ့ဗျာ၃ရက်ဆိုရင်စောက်တာမိုးတာတွေအားလုံးပြီးရောဗျာစောက်တဲ့လူတွေကစောက်နေတဲ့အချိန်မှာရေစီလဲတွေကရေစီတိုက်ကြတော့ပေါ့ဗျာထင်းကတော့မပူရဘူးလေဗျာဆရာတို့အကြောင်းကထင်းယုံထဲမှာထင်းဆိုတာတစ်နှစ်စာမကဘူးဗျတစ်နှစ်စာလောက်တောင်အပြည့်ရှိပြီးသားဗျရဝေးကဆရာတော်တွေ2ရက်လောက်ကလေးကကြိုးပြီးကြွလာကြတာညဆိုရင်ဓမ္မယုံထဲမှာကတရားပွဲကလည်းကြိတ်ကြိတ်တိုးပေါ့ဗျာတညဦးဆရာတော်3ပါဟောတာဗျကထင်ရဲ့နီးပြီဆိုတာနဲ့စာပြီးချက်ကြပြုံးကြတာပေါ့ဗျာမျိုးတက်ပြီးဟင်းဝယ်တဲ့ပွဲကလည်းလင်းနေစီးနဲ့ပုံမှန်တက်စင်းလုံနေတာဗျကျုပ်ကတော့ကထင်ပွဲမှာလေးရမှုမရှိအောင်ဆိုပြီးဆရာတော်ကကြီးကျယ်တဲ့ဖွဲတဲ့ထဲမှာပါတယ်ဗျဒါပေမဲ့ကျုပ်ကမနေတတ်တဲ့သူဆိုတော့ကနပြင်းထိုးလေကျုပ်ဝင်ပါတာပါပဲဗျာသမင်းချက်ယုံဆောက်ပြီးမိဖို့ကြီးတွေတီးတော့လေကျုပ်ပါတာပဲဗျစတူကန်ကဦးကြီးတွေမူပြဲတဲ့ကြီးတွေတဲထုတ်တော့လေကျုပ်ပါတာပဲဗျကထင်းရဲ့ရောက်တော့လေစီချက်ဗျာကိုရွာဒီရွာအကုန်လာတာဗျကျုပ်တငယ်ချင်းတွေလည်းလာကြတာပေါ့ဗျာဗန်ဝေးကုန်းထင်ကုန်းကပ်ပလီစုဘီလောင်ကုန်းအကောင်တွေအကုန်လာတာဗျဒီကောင်တွေကလည်းရောက်တယ်ကတာတိကိုပဲတန်းချကြတာပြူကျုပ်တငယ်ချင်းတွေကိုကျုပ်ကိုယ်တိုင်ဧကန်ရတာပေါ့ဗျာဒီတော့မှပဲကျုပ်ကိုခေါ်တန်ကြားလိုက်တာဗျတာတီကျုပ်နောက်လှည့်ကြည့်လိုက်တော့သိန်းစော်ဗျဗန်ဝေးကုန်းကသိန်းစော်လေးဗျကျုပ်နဲ့မြို့ကျောင်းမှာအတူတက်တဲ့ကောင်လေးသိန်းစော်ဘာတုံးလို့ကျုပ်ကပြန်မေးလိုက်တော့ဒီကောင်ကနောက်ဘက်ကိုလက်ညှိုးထိုးပြတယ်ဗျသူလက်ညှိုးထိုးတဲ့ဘက်ကိုကြည့်လိုက်တော့အသက်45နှစ်အရွယ်လောက်ရှိတဲ့လူနှစ်ယောက်ဗျကျုပ်ကိုကြည့်နေကြတာဒီလူတွေကိုကျုပ်မသိဘူးဗျသိန်းစော်နောက်ကိုရှောက်သွားပြီးမေးလိုက်တယ်ပြောင်းသိန်းစော်ဘသူတော့ငါလည်းမသိဘူးတာတီတန်ခနောက်ကလူပြောတယ်မင်းနဲ့စကားပြောချင်လို့တဲ့ထနောင်းကတာတီဆိုတာဗမာတုံးလို့ငါ့ကိုမေးလို့ကွာဒါကြောင့်ငါဒီနှစ်ယောက်ကိုမစ်စီခေါ်လာတာကျုပ်လေသိန်းစော်ကိုဘာမှပြောတော့ပဲတန်ခနောက်ကလူနှစ်ယောက်စီကိုတွားလိုက်တယ်တာတီဆိုတာကျုပ်ပါဗျဘာကိစ္စရှိလို့တော့ဒီတော့မှတန်ခနောက်သားနှစ်ယောက်ကကျုပ်ကိုပြုံးပြုံးရွှင်နဲ့နှုတ်ဆက်ကြတယ်မင်းနဲ့မိကိုတော့ငါတို့ကြောက်ဖူးပါတယ်ကွာလူကိုသာအခုမှမြင်ဘူးသေးရပါတာတီကအော်ဟုတ်ကဲ့တားတဲ့အကူကြီးတို့ကကိစ္စများရှိလို့လားကျုပ်ကမေးလိုက်တာဒီလိုကွာတာတီကငါနဲ့မိကတိတ်ဆောင်သူ့နဲ့မိကထွန်းကျော်ငါတို့ကတခနောက်သားတွေပါကိုသိန်းဆောင်ကပြောလက်စစကားကိုရက်ပြီးကျုပ်ကိုအားနာတယ်လို့နဲ့ပြုံးဆဆလုပ်ပြီးကြည်တယ်ဗျဒီလိုကွာတာတီကမင်းကိုပြောရမယ့်ကိစ္စကနည်းနည်းချီတော့တနေရာမှာထိုင်ပြီးပြောကြမှာကောင်းပဲကွာကိုထွန်းကျော်ကဝင်ပြီးပြောတာဗျအော်ဟုတ်သားပဲနေုံဗျကိုသိန်းဆောင်တို့ကိုထွန်းကျော်တို့ထမင်းရောစားပြီးကြပြီလားကျုပ်ကတရားသားဧည့်သည်တွေကိုထမင်းကျွေးဖို့မေးရတာပေါ့ဗျာစားပြီးပြီကွာတာတီကအခုပဲထမင်းကျွေးုံကထွက်လာတာအိမ်မှာဗန်ဝေးကုန်းကဘောင်သိန်းစော်နဲ့တွေ့ပြီးမင်းစီရောက်လာတာပဲကဲဒါဆိုလာကြဗျာလို့ပြောပြီးကျုပ်ကရိတ်ကောင်တဲ့တဲပင်ကြီးအောက်ကိုတခနောက်သားနှစ်ယောက်စလုံးခေါ်လာခဲ့တယ်ကိုသိန်းဆောင်ရောကိုထွန်းကျော်ရောနှစ်ယောက်စလုံးအရက်ချီချီပိန်ပိန်ပါပါနေဗျကိုထွန်းကျော်ကနှကမ်းပွင့်နဲ့တဲပင်ကြီးတွေအောက်မှာခြားထားတဲ့ထင်းလုံးကြီးတွေပေါ်မှာပဲကျုပ်တို့၃ယောက်ထိုင်လိုက်ကြတယ်ဒီမှာရင်ကိုသိန်းဆောင်ကစာပြောတော့တာဗျာကဲထွန်းကျော်မင်းရဲ့ကိစ္စကိုဘာမှရှမ်းမတာပဲတာတစ်ကိုအကုန်ပြောပြလိုက်ပြီတော့ဗျာကိုသိန်းဆောင်ပြောလိုက်တော့ကိုထွန်းကျော်ကခေါင်းလေးညှိပ်ပြီးစာပြောတာပေါ့ဗျာကျုပ်ကလည်းကိုထွန်းကျော်ပြောတာကိုတေးသေးချာချာအာရုံစိုက်ပြီးနားထောင်ပါတယ်ဗျာဒီလိုပါတာတီဟာမင်းကဆရာသမားတွေနဲ့လိုက်ပြီးအတွေ့အကြုံတွေအများကြီးရှိနေတဲ့သူတယောက်ဆိုတာငါတို့တန်ခနောက်သားတွေအားလုံးသိထားကြပါတယ်မင်းကိုယ်တိုင်ကဆရာမဟုတ်ပေမဲ့လေမင်းလိုက်ပြီးအကူအညီပေးနေတဲ့ဆရာသမားတွေဟာအမတ်တမအစွမ်းထက်တဲ့အထက်လန်းဆရာကြီးတွေဆိုတာအားလုံးကသိကြပါတယ်ကွာအခုပြောမယ့်အကြောင်းတွေကိုတော့တက်နိုင်သမျှနှုတ်လုံပေးပါကွာဘာဖြစ်လို့တုံးဆိုတော့ဒီအကြောင်းတွေကိုငါတို့ရွာသားတွေသိသွားရင်တို့မိသားစုမှာအန်ဒီရရှိလာနိုင်လို့ပါကွာဟိုဒီကိုသိန်းဆောင်ဆိုတာကငါရဲ့အကိုရင်းပါငါနဲ့အထက်အောင်မွေးလာတဲ့အကိုပါကွာငါ့ကိုသိန်းဆောင်ပါလွင်ဒီအကြောင်းတွေကိုသိတဲ့သူတယောက်မှမရှိပါဘူးကွာဟုတ်ကဲ့ပါအကိုကြီးကျုပ်ကိုတော့စိတ်ချပါဘလို့အကြောင်းမျိုးပဲဖြစ်ဖြစ်ကျုပ်တို့ပြန်ပြောယူထုံးစံမရှိပါဘူးဗျာလို့ကျုပ်ကပြောလိုက်တော့ကိုသိန်းဆောင်နဲ့ကိုထုံးကျော်ကအားလုံးအာနာဖြစ်သွားတဲ့ပုံနဲ့ပြောကြတယ်ဗျရုံးပါတဲ့တာတီယာငါညီကိုကိုလို့ယုံပြီးသားပါအခုကိစ္စကလူတွေတည်သွားမှဆိုလို့အကိုကစကားပလင်ခံလိုက်မိတာပါကွာကိုထုံးကျော်ကကျုပ်ကိုပြောတယ်ဗျကျုပ်ကတော့ခေါင်းပဲညှင်းပြလိုက်တယ်အကိုကအသက်30မှာအိမ်အောင်ကြတယ်ကွာ
အခုမိမနာမည်ကမသိမ့်များတယ်အကိုတို့အိမ်အောင်တက်တစ်နှစ်ကျော်တော့တောင်းလေးမွေးတယ်နာမည်ကိုတော့မိုးဆွေလို့မှဲထားတယ်အခုဆိုရင်မိုးဆွေက17နှစ်သားပေါ့ကွာဒါပေမဲ့အခုသားမိုးဆွေကစကားမပြောတတ်ဘူးတာတည်းဟာဟုတ်လားတနာစရာပါဗျာအကိုတို့မှလည်းသားသမီးဆိုလို့သူတယောက်ပဲရှိတာသူမွေးပြီးတဲ့နောက်သားသမီးထပ်ပြီးမထွန်းကားတော့ဘူးကွာတာတည်းကမင်းတို့ငါအသေးစိတ်ပြောပြမှာပါကွာငါဘာကူမှချမ်းမထားပါဘူးကွာမိုးဆွေမွေးတဲ့တညာလုံးမိုးရီရွာတာကွာမိုးကတဲလာလိုက်တဖွဲဖွဲရွာလိုက်နေတညလုံးကိုမတိတ်တော့ပါဘူးကွာဒါကြောင့်လေမိုးဆွေလို့နာမည်ပေးခဲ့တာပေါ့တာတည်းဟာမိုးဆွေကိုမွေးတဲ့ညမှာတရွာလုံးထူးဆန်းဆန်းနေဖြစ်ခဲ့တယ်ကွာအကိုဘယ်တော့မှမမေ့တဲ့ဖြစ်တေးပေါ့ကွာဟင်ဘာများဖြစ်ခဲ့လို့တော့ကိုထွန်းကျော်ညနေကလေးကတရွာလုံးမှရှိတဲ့တင်းကုတ်တွေကနွားတွေအားလုံးကနာမငြိမ်ဖြစ်နေကြတာကွာနာတွေလည်းတပူပူမှုတ်လို့ဟေးရွာတွေကလူတွေလည်းလမ်းကုန်ကြတာပေါ့ကွာတိန်နဲ့တိန်လှမ်းပြောကြမေးကြနဲ့တရွာလုံးဒီသတင်းပြန်သွားရောတာတည်းထူးတာပဲလို့ကျုပ်ကပြောလိုက်မိတယ်ကိုထွန်းကျော်ပြောတဲ့မိုးဆွေမွေးတဲ့ညကတော်တော်စိတ်ဝင်စားစရာကောင်းတာပဲဗျာညမိုးရှုပ်တာနဲ့ဒိုးရွာကခွေးတွေဟာဝိုင်းထဲမှာမနေဝန်းကြတော့ဘူးဟေးအိမ်ထဲတိုးဝင်ပြီးအမိတွေကုန်နေကြတာပါဇက်ကလည်းတအီနဲ့អော်နေကြတာဟေးရွာသားတွေလည်းလန့်လာပြီးအိမ်ကားတွေပိတ်ပြီးအိမ်ထဲမှာပဲနေကြတာပေါ့ကွာနွားတွေကခွာရီဖြောင်းဖြောင်းရက်ကြနှာတွေတဖူးမှုတ်ကြခွေးတွေကကြောက်လန့်ပြီးတအီနဲ့អော်ကြဆိုတော့ဒီညရွာထဲမှာတခုဖြစ်တော့မယ်လို့အားလုံးကထင်ကုန်ကြတာပေါ့တာတီယာတခုတော့ဖြစ်တော့မှာပေါ့ဗျာည7 နာရီလောက်လဲရောက်ရောငါမိမသိမ်းပြဖိုင်နာတော့တာဟေးရွာမြောက်ပိုင်းကဝမ်းဆွဲတော်တန်းကိုငါပြေးခေါ်ရတာပေါ့ကွာရွာလန်းပေါ်မှာလူစုလို့တယောက်တောင်မရှိဘူးကွာမိုးကလည်းတဖွဲဖွဲရွာနေတာကတကြောင်နွားရီခွေပုံစံမဟုတ်တာကတကြောင်နဲ့အင်းတွေအကုန်လုံးတကားပိတ်ပြီးငြိမ်နေကြတော့ပေါ့ကွာငါလည်းဒေါ်တန်းကိုခေါ်ပြီးပြန်လာခဲ့တာပေါ့ကွာဒေါ်တန်းကိုအိမ်မှာထားခဲ့ပြီးတော့မှတောင်ဘက်ဝိုင်းမြောက်ဘက်ဝိုင်းကအကြီးဝိုင်းကြီးတို့အကြီးလုံးတင်တို့တွားခေါ်ရတာပေါ့ကွာသိမ်းမြကဘိုက်တော်နားနေတာကွာမွေးတော့မမွေးသေးဘူးဟဲ့လုံးတင်နင်တို့အိမ်ကခွေးတွေရောဘာဖြစ်သေးတုံလို့အကြီးဝိုင်းကြီးကမေးတာကွာဘာဖြစ်တာမှမသိပါဘူးတော့ညနေခင်းကတအီဖြစ်နေကြတာဘာကိုကြောက်လန့်နေကြမှန်းကိုမသိပါဘူးတော့အိမ်ထဲကိုအတင်းတိုးဝင်ကြတာဘောင်းလည်းမတော်ကြဘူးကြောက်လိုက်ကြတာမှတုံလို့ဘာကိုဒီလောက်ကြောက်ကြမှန်းကိုမသိပါဘူးမဝိုင်းကြီးရဲ့အကြီးလုံးတင်ပြောလိုက်တော့မှအကြီးဝိုင်းကြီးကလေတခုတော့ထူးတယ်ဟဲ့ဝိုင်းကြီးရဲ့ဒီခွေးကြီးအเจ้าမဲ့တော့ဒါမျိုးမလုပ်ပါဘူးတော့နွားတွေကလည်းတဖူးဖူးနဲ့နှာမောက်နေကြတာဟဲ့ဟုတ်ပါတော့ဒီညမှာဘာဖြစ်ကြမှန်းမသိပါဘူးတော့ဟဲ့ဖျားလင်းငုတ်တော့အကြီးဝိုင်းကြီးလန့်ပြီးអော်လိုက်တာဟေးတစ်ပင်ကြီးတွေမှာအိတ်တန်းတက်နေတဲ့ကြီးတွေထပြိုတာကွာအကြီးဝိုင်းကြီးတွေမှုတ်ဘူးငါလဲလန်သွားတာပဲတာတီးကဒီတော့မှပဲငါကအင်းရှိဝိုင်းတွေကိုရှောင်းကြည့်လိုက်တယ်ဒီမှာငါလန်သွားတာကွာဝိုင်းထဲမှာခွေးနဲ့ကြီးတကောင်ထိုင်လို့ကွာဝိုင်းဝါကိုကြော်ပြီးငါ့အိမ်ဘက်ကိုကြည့်နေတာကွာပေါင်ထဲမှာခွေးမျက်လုံးတွေကရဲတောက်နေတာကွာဒီတော့မှပဲမိုးကဝေါကနေရွာချလိုက်တာဟေးဒါပေမဲ့ခွေးနဲ့ကြီးကနေရာရွှေ့တောင်မရွေးဘူးကွာလှုပ်လည်းမလှုပ်ဘူးတို့ရင်ကိုပဲစိုက်ကြည့်နေတာငါလေးကြည်ရင်နဲ့လန့်လာပြီးအိမ်ထဲကိုပြန်ဝင်လာခဲ့တာပေါ့ကွာညတကောင်တက်တဲ့မှာတိတ်မြမီးဖွားတယ်တာတီးရဲ့ဗျာတကောင်တက်တယ်ဟုတ်လားကိုကြီးထွန်းကျော်ကျုပ်ကအန်အိုဘီမေးလိုက်တာပြူဟုတ်တယ်တာတီးည7 နာရီတထောင်လုံးထိုးတာနဲ့တိတ်မြကကလေးမီးဖွားတော့တာပဲကွာဟဲ့ထွန်းကျော်ကြီးမီးဖွားပြီဟဲ့ယောက်ျားလေးတော့ရှည်လက်အင်ကအားလုံးစုံတယ်ဟိတန်တန်မာမာလေးတော်ကြီးဝန်ဆွဲတဲ့ဒေါ်တန်းကငါ့ကိုမီးနေခန်းထဲကနေလှမ်းအောင်ပြောတာကွာအဲ့ဒီချိန်မှာပဲဝိုင်းထဲကခွေးနဲ့ကြီးရဲ့မန်ဖီတန်ကိုကြားလိုက်ရတယ်တာတီးငါလေးအင်ရှိကိုကြပြထွက်ပြီးကြည့်လိုက်တာပေါ့ကွာဟုတ်ပါဗျာမျက်လုံးတွေညီရဲတောက်နေတဲ့ခွေးနဲ့ကြီးကအိမ်ဘက်ကိုကြည့်ပြီးမန်ဖီနေတာကွာငါလေးကြတော့ကြည့်မနေနိုင်ပါဘူးကွာဒေါ်တန်းတို့အကြီးဝိုင်းကြီးတို့အကြီးလုံးတင်တို့ရင်နွေးကြုတ်ပြီးလက်ဖက်တော့ငချောက်ဖုံးနဲ့အခန့်ရတာပေါ့သူတို့၃ယောက်ကလည်းအိမ်မပြန်ဝင်တော့တာနဲ့ငါတို့အိမ်မှာပဲအိတ်လိုက်ကြတာပေါ့ကွာမနဲ့မိုးလင်းတော့အားလုံးကပုံမှန်ပြဖြစ်သွားတာပဲကွာဝိုင်းထဲကခွေးနဲ့ကြီးလည်းဘယ်ရောက်တော့မှမသိတော့ပါဘူးကွာငါဝိုင်းထဲဆင်ကြည့်တော့ခွေးချီယာကြီးတွေထင်ကြံရိတ်ခဲ့တာကွာဒါတီးရကိုကြီးထွန်းကျော်ရဲ့သားဝေးတွေကထူးထူးခြားခြားပဲဗျဟုတ်တယ်တာတီးမင်းကငါဆက်ပြောစရာတွေရှိသေးတယ်ပြောပါကိုကြီးထွန်းကျော်ကျုပ်လေတော်တော်ကိုစိတ်ဝင်စားသွားပြီဗျကလေး3 လလောက်ရောက်တော့ညဘက်ဆိုရင်ငုတ်တုတ်ထထထိုင်နေတတ်တယ်ကွာဘလို့ဗျ3 လသားနဲ့ထိုင်တတ်တယ်ဟုတ်လားဟုတ်တယ်တာတီးကနေဘက်တော့တာမန်ကလေးတိုင်းပဲညဘက်ဆိုရင်ငုတ်တုတ်ကလေးထိုင်ပြီးကိုကြည့်ဒီကြီးလုံနေတတ်တယ်ကွာသိမ်းများကတော့အိပ်ပျော်နေတာပေါ့ကွာ
ငါကမိတ်ပဲချောင်းနေတာကွာအဲ့ဒီချိန်ဆိုရင်ဝိုင်းထဲမှာခွေးနဲ့ကြီးရောက်နေတတ်တယ်ကွာခွေးနဲ့ကြီးကလည်းမျက်လုံးကြီးရဲတောက်ပြီးအိမ်ဘက်ကိုပဲထိုင်ကြည့်နေတာကွာအဲ့ဒီချိန်ဆိုရင်ငုတ်တုတ်ကလေးထိုင်နေတဲ့ကလေးကလည်းပြုံးရိမ်နေတာကွာထူးဆန်းတာကကလေးရဲ့မျက်လုံးတွေဟာတစ်ချက်အနီရောင်တောက်တောက်ကလေးဖြစ်သွားတာကွာဘလို့ဗျကလေးရဲ့မျက်လုံးကအနီရောင်တောက်နေတယ်ဟုတ်လားကိုကြီးထွန်းကျော်ဟုတ်တယ်တာတီရဲ့နောက်တော့ငါသတိထားမိသွားတယ်အဲ့ခွေးနဲ့ကြီးကညာတိုင်းလာတာမဟုတ်ဘူးကွာခွေးနဲ့ကြီးလာတဲ့ညတွေမှာကလေးကထထိုင်တာကွာကျန်တဲ့ညတွေဆိုရင်မထိုင်ဘူးအိတ်နေတာပဲဒီပေါင်းကိုကြီးထွန်းကျော်ရဲ့ကလေးညဘက်ထထပြီးထိုင်နေတာအမမသိမ်းမြရောတိလားသိမ်းမြမသိဘူးတာတီငါသိမ်းမြကိုလည်းမပြောဘူးအခြားဘသူမှလည်းမပြောဘူးဒိုဝိုင်းထဲကိုရောက်လာတဲ့ခွေးနဲ့ကြီးအကြောင်းခွေးနဲ့ကြီးလာတဲ့ညမှာကလေးကထထထိုင်နေတဲ့အကြောင်းကလေးရဲ့မျက်လုံးတွေหนีရပြီးအယောင်တောက်သွားတဲ့အကြောင်းတွေကိုငါဘသူ့ကိုမှပြောပြခဲ့ဘူးတာတီငါတယောက်တည်းပဲသိတာကျုပ်ကတော်တော်ကိုစိတ်ဝင်စားနေပြီဗျူဆက်ပြောပါအောင်ကိုကြီးထွန်းကျော်ရဲ့အဲ့လိုနဲ့မိုးဆွေကြီးလာတာပေါ့ကွာဒါပေမဲ့မိုးဆွေကစကားလုံးဝမပြောတတ်ဘူးတာတီစကားမပြောတတ်ရုံတွေမကဘူးကွာအတန်ပါမထွက်တာဗျာအတန်မထွက်တတ်ဘူးဟုတ်လားဟုတ်တယ်တာတီမွေးကလေးကတခါမှမငူဘူးအတန်ထွက်ပြီးတော့လည်းမရဲဘူးကွာပြုံးယုံပဲပြုံးတယ်ငါရောငါမိမရောမိုးဆွေအတန်ကိုအခုတည်းကမကြဘူးကွာဟာထူးဆန်းလာကြီးလားကိုကြီးထွန်းကျော်ရာဒီတော့မှကိုသိန်းဆောင်ကဝင်ပြောတယ်ဗျဟုတ်တယ်တာတီငါတူမိုးဆွေကအတန်ကိုမထွက်တာကွာထုံးကျော်ဆက်ပြီးပြောပါလိမ့်မယ်မင်းနားသာထောင်ကြည့်ပါကွာဆက်ပြောပါဦးကိုကြီးထွန်းကျော်ရဲ့အဲ့နောက်တော့မိုးဆွေ9နှစ်သားကစပြီးတေရာတွေဖြစ်တော့တာပါပဲကွာဘလို့ဗျတေရာတွေဟုတ်လားကိုကြီးထွန်းကျော်ဟုတ်တယ်တာတီတေရာကွာတေတဲ့ကိစ္စတိုင်းမှာလေမိုးဆွေနဲ့ပတ်သက်နေသလိုကြီးပဲကွာပထမဆုံးစဖြစ်တာကရောက်ဘက်ဝိုင်းကအကြီးလုံးတင်တို့ကြောင်ကြီးတေရာကွာကြောင်ကကြောင်နဲ့ကြီးကွာနဲတဲ့ကောင်ကြီးမဟုတ်ပါဘူးကွာအဲ့ဒီကြောင်ကြီးကမိုးဆွေကိုတွေ့တိုင်းတခွီနဲ့မန်းဖီတာဟိကြောင်တကောင်ကိုက်ခါနေရင်လှုပ်တလို့ပေါ့တာတီယာအမိကတပုတ်ပုတ်နဲ့ရိုက်ပြီးဘောင်းဆူအော်တာကွာငါနဲ့တွေ့ရင်ကြောင်ကိုမောင်းထုတ်ပြေးရတာပေါ့ကွာမိုးဆွေကအဲ့ဒီကြောင်ကိုတွေ့ရင်မျက်တောင်တော်မခက်ပဲစိုက်ကြည့်နေတာဟိကြောင်ကလည်းဒေါသတွေဖြစ်တာပေါ့ကွာတရက်ကြတော့အဲ့ဒီကြောင်တဲ့ကြီးတေပါရောလားဟိဟင်သေးနေတယ်ဟုတ်လားကျုပ်ကအန်အိုဘီမေးလိုက်တာဗျတေတာကလည်းထူးထူးဆန်းဆန်းကွာတရက်ပင်ပေါ်မှာတေကိုင်းတကိုင်းကြားမှာခေါင်းညက်ပြီးတွဲလောင်းကြီးဖြစ်နေတာကွာလူများဇွဲရိုးချသလိုတေတာပေါ့ကွာအဲ့ဒါကိုမိုးဆွေကဒုဘက်ဝိုင်းထဲကနေတွားပြီးတော့မောကြည့်နေတာဟိသူနဲ့တလန်လောက်ကွာမှာခွေးနဲ့ကြီးကလည်းထိုင်ပြီးတေးသေးချာချာမောကြည့်နေတာဟိငါတွေ့တော့ကြောင်နဲ့ကြီးကတေကာစပဲရှိသေးတာကွာတာတီယာအကျိုးတွေဆွဲနေတော့မယ်အဲ့ဒါကိုငါသားမိုးဆွေကတေးသေးချာချာကြည့်ပြီးပြုံးနေတာကွာအဲ့ဒီချိန်မှာငါကြည့်လိုက်တော့မိုးဆွေရဲ့မျက်လုံးတွေကရှင်းနေတာကွာဟာဟုတ်လားကိုကြီးထွန်းကျော်နောက်တစ်ခါကမြောက်ကွာမြောက်သေးတာဒိုးရှိကဘာထွေးရင်မောင်တို့ဝိုင်းနေမှာမြောက်တစ်ကောင်မွေးထားတာမြောက်ကိုအမြဲတမ်းကျိုးချီထားတာပေါ့ကွာအဲ့ဒီနေကကျိုးပြက်ပြီးအဝါထီကိုရောက်လာတာမိုးဆွေကလည်းငါတို့ဝိုင်းထဲမှာရက်ပြီးငေးနေတာအဲ့ဒါကိုအရှိဝိုင်းကမြောက်ကမိုးဆွေကိုမြင်တော့တခွီးနဲ့ရန်လို့ပါလီရောကွာငါတို့ဝိုင်းကတကားပိတ်ထားတော့ငါလည်းစိတ်ချတာနဲ့ထားခဲ့ပြီးအလုံသွားတာဟိတော်တော်ကြာတော့ငါသတိရလို့သွားကြည့်လိုက်တဲ့အချိန်မှာမြောက်ကသူ့ကိုရှိတဲ့ကျိုးနဲ့ပဲတစ်ပင်ပေါ်မှာဇွဲကျိုးချပြီးတင်နေတာဟိဗျာမြောက်ကဇွဲကျိုးချတယ်ဟုတ်လားဟုတ်တယ်တာတီမြောက်ကတစ်ပင်ပေါ်မှာတွဲလောင်းကြီးသေးနေတာအဲ့ဒါကိုမိုးဆွေကစိုက်ကြည့်ပြီးပြုံးနေတာဟိငါကြည့်လိုက်တော့မျက်လုံးတွေကနီးရဲနေပြန်တာပဲကွာအဲ့ဒီတော့ကဟိုခွင်းနဲ့ကြီးရောရောက်လာသေးလားဗျကျုပ်ကသတိရပြီးမေးလိုက်တာဗျဟာမလားဘူးကွာအဲ့ဒီတော့ကခွင်းနဲ့ကြီးရောက်မလာဘူးဆက်ပြောပါဦးကိုကြီးထွန်းကျော်ရဲ့နောက်တစ်ခါကတော့မိုးဆွေ6နှစ်သားမှဖြစ်တာကွာတို့ရင်ကိုစွမ်းခံကြွားတဲ့ရွာဦးเจ้าကကိုရင်ဗျာကိုရင်ဟုတ်လားဘာဖြစ်တာတုံးဗျအဲ့ဒီကိုရင်ကစွမ်းခံကြွားရင်မိုးဆွေကိုအမြဲတမ်းစတာကွာငါတို့ကလေကိုရင်ကတားကိုချစ်လို့စတာပဲလို့ထင်တာပေါ့ကွာတရက်ကြတော့ငါဝိုင်းထဲမှာနှီးထိုးနေတာကွာကိုရင်ကစွမ်းခံလာရင်ဝိုင်းထဲမှာတယောက်တည်းစော့နေတဲ့မိုးဆွေကိုခက်တူတူပြောတာကွာပြစ်ကောင်မကောင်းဆိုးရကောင်မကောင်းဆိုးရကောင်အဲ့လိုပြောလိုက်တာကိုငါနားနဲ့တေချာကိုကြားလိုက်တာကွာကိုရင်ဘလို့ပြောလိုက်တာပါလေလို့အန်အိုဘီကြည့်နေတော့မှမိုးဆွေကမျက်လုံးတွေနီးရဲလာပြီးကိုရင်ကိုစိုက်ကြည့်လိုက်တယ်ကိုရင်ကတပိတ်ကလေးပိုက်ပြီးဝိုင်းထဲကပြန်ထွက်သွားတယ်ဝိုင်းပြည့်ရောက်တာနဲ့အရှိဝိုင်းကတရကိုင်းကြီးတကိုင်းကလေမတိုက်ပဲဟုံးဆူကြိုးကြပါလီရော့ကွာကိုရင်ဘုံတက်တက်ကြီးကြပြီးကိုရင်လေးနေရာမှာတင်ပွဲချင်းပြီးသွားတယ်လူတွေဝိုင်းကိုရောက်လာပြီးအုံကြွကြွဖြစ်ကုန်တာပေါ့တာတီယာ
မိုးဆွေကတော့ဝိုင်းဝမှာရက်ပြီးအသက်မကုန်ခင်အကျော်တွေဆွဲတစ်ဆက်ဆက်တုံးနေတဲ့ကိုရင်ကိုကြည့်ပြီးပြုံးနေတယ်ကွာဒါပေမဲ့သူ့မျက်လုံးတွေနေရပြီးတောက်နေတာကိုငါတယောက်ပဲမြင်လို့တော်သေးတာပေါ့ကွာနေပေါင်းကိုကြီးထွန်းကျော်ရဲ့ဒီအကြောင်းတွေကိုမိုးဆွေအမေမသိမ့်မြနည်းနည်းမှမသိဘူးလားဗျကျုပ်ကအန်အိုပြီးမေးလိုက်တာဗျမသိဘူးတာဒီရဲ့သိမ့်မြလုံးဝမသိဘူးဆက်ပြောပါအောင်ဗျကိုကြီးထွန်းကျော်ရဲ့အော်ဒါတဲ့ကိုရင်လေးတစ်ကိုင်းပြီးတော့ကကိုခွေးနဲ့ကြီးရောက်လာသေးလားမလာဘူးကွာအဲ့ဒီနေ့ညနေပိုင်းရောက်တော့မှခွေးနဲ့ကြီးရောက်လာတယ်မိုးဆွေကခွေးနဲ့ကြီးကိုစိုက်ကြည့်နေတယ်ခွေးနဲ့ကြီးကလည်းမိုးဆွေကိုကြည့်နေတယ်ကွာတခုပြောနေတဲ့ပုံစံမျိုးပဲတာဒီကဒီလိုနဲ့မိုးဆွေခုနှစ်နှစ်သားမှာငါတို့ရွာကိုဆရာတော်တယောက်ရောက်လာတယ်အသက်40အရွယ်လောက်ပဲကွာနှကမ်းမွေးနဲ့ရောင်ဆောင်လေးထုံးလို့ကွာတဲတော့ရွာဦးเจ้าမှာတဲတယ်ရွာလေးလေပြီးစိတ်ကူတာပေါ့ကွာအနာကရွာတွေကပြည့်ရင်လေလိုက်ပြီးကူတယ်ကွာတရက်ကြတော့ဒီဆရာကငါတို့ဝိုင်းထဲကိုတန်းဝင်ချလာတာဟိငါလေးဆရာကိုအင်ပေါ်ပင့်ပြီးနေရာထိုင်ခင်းပေးရတာပေါ့ကွာပြီးတော့မှငါကဆရာကိုမေးတယ်ကွာဆရာဘာကိစ္စများရှိလို့ပါလဲလို့မေးတော့ဆရာကကျုံနဲ့မိကပထမန်ဆရာလှတယ်ဗျ။ဟောဒီအိမ်မှာပြောကညှိနေတဲ့သူရှိတယ်လို့ကျုပ်စိတ်ထဲမှာအလိုလိုသိနေရဲ့ဗျ။ဒါကြောင့်ဝင်လာခဲ့တာ။ဒီအိမ်မှာလူဘယ်နှယောက်ရှိလို့တုံးလို့ငါ့ကိုမေးတယ်ကွာ။ဒါနဲ့ငါကလေကျုပ်တို့မိသားစု3ယောက်ပဲရှိတာပါဆရာလို့ပြောတော့ပထမန်ဆရာလှကငါနဲ့သိမ်းမြောက်ကိုယောဂစစ်ကြည့်တယ်။တို့မှဘာမှမတွေ့တော့မိုးဆွေကိုစစ်တယ်။ဒီမှာရင်ဆရာလှမျက်လုံးကြီးတွေပြူသွားပြီးအော်တော့တာပဲကွာ။အာကျုပ်ကိုလေပင်းညစ်တယ်လေပင်းညစ်တယ်အသက်ရှူလို့မရတော့ဘူးဗျာလို့ပြောပြီးလဲကျသွားရောဟေမိုးဆွေကိုကြည့်လိုက်တော့မိုးဆွေကဆရာလာမျက်နှာကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေတယ်ကွာငါလဲကြပြကြရာထပြီးဆရာလာကိုဖျားစင်ကပြည့်ရင်နဲ့တောက်ရတာပေါ့ကွာခဏကြာမှဆရာလာသတိရလာတာကွာသတိရတာနဲ့ဘာမှပြောတော့ပဲသူ့ဆေးလွယ်ကိုကောက်လွယ်ပြီးတုတ်ရှိတင်းတော့တာပဲဟိအဲ့ဘာသိမ်းမြာကသူ့သားမိုးဆွေကိုနည်းနည်းတန်တရားရှိသွားတယ်ကွာကိုထုံးကျော်ဟိုဆရာကမိုးဆွေဘာများလုံးလိုက်တုံးလို့သိမ်းမြားကငါ့ကိုပြောတော့ငါသိမ်းမြားစကားကိုဖျက်ရတာပေါ့ကွာမစီမဆိုင်တွေသိမ်းမြားရေငါသားကအခုမှအသက်9နှစ်ရှိသေးတဲ့ကလေးလေးဘာလို့တက်မှာတော့သူကပြောရဆရာလေးရွာစင်လှည့်ပြီးစိတ်ကူနေတဲ့လူပဲသူ့ကိုပညာသည်တယောက်ယောက်ကလုံးလိုက်တာဖြစ်ရင်ဖြစ်မှာပေါ့ဟာလို့ပြောလိုက်တော့မှသိမ်းမြားလေးစိတ်ချင်းသွားတော့တာပေါ့ကွာဒါတောင်သိမ်းမြားကလုံသေးတယ်ကွာကျုပ်တို့သားလေး9နှစ်သားရှိပေမဲ့ခုထိစကားမပြောတတ်သေးတာတိုက်တွေဘာတွေနဲ့ဆက်ဆက်နေသလားမှမသိတာကိုထုံးကျော်ရဲ့အေးဒါတော့ငါလည်းမပြောတတ်ဘူးသိမ်းမြရဲ့ဒါကြောင့်လေစောစောကရောက်လာတဲ့ဆရာလှကိုစမ်းသက်ရှင်စမ်းသက်ပါစီဆိုပြီးငါသားကိုစခိုင်းတာပေါ့ကွာစမ်းတော့မစမ်းသက်ရသေးဘူးသူကသတိမေ့လဲကျသွားတာလေကွာငါလည်းသားနဲ့ပတ်သက်ပြီးတခုလေးများသိရမလားလို့စောင့်ကြည့်နေတာပဲသိမ်းမြရာဘာမှကိုမသိလိုက်ရတာဟေးလို့ငါပြောလိုက်တော့မှပဲသိမ်းမြလည်းဘာမှထံပြောတော့ဘူးကွာအဲ့ဒီညမှာပဲရွာထဲမှာကြွက်စီဖြစ်တော့တာဟေးဗျာဘာဖြစ်လို့တော့ကိုကြီးထွန်းကျော်ရဲ့ဘာဖြစ်ရမှာတော့ဒါတည်းကရွာဦးเจ้าမတဲနေတဲ့ပထမန်ဆရာလှလီဆိုချက်ယုံကတရက်ပင်ကြီးမှာကြိုးကြီးတန်းလန်းနဲ့သူ့ကိုယ်သူဇွဲကျုပ်ချပြီးတည်သွားပါရောလားကွာဟာဟုတ်လားကိုကြီးထွန်းကျော်ဟုတ်ပါကွာအဲ့ဒီတရင်ကြချင်းငါလေးရွာဦးเจ้าကိုပြေးကြည့်တာဟိဖိုးရောက်တော့လူတွေအုံးနေလို့မနှဲကိုတိုးကြည့်ရတာအဲ့မှာငါဘာကိုတွေ့တယ်ထင်လုံးတာတီဗျာကိုကြီးထွန်းကျော်ဘာကိုတွေ့လို့တော့မိုးဆွေစီကိုရောက်လာတဲ့ခွင်းနဲ့ကြီးလေကွာလူတွေနဲ့ခလန်းလန်းကနေထိုင်ပြီးတွဲလောင်းကြီးဖြစ်နေတဲ့ဆရာလာကိုစိုက်ကြည့်နေတာကွာမိုးဆွေရဲ့ခွင်းနဲ့ကြီးရဲ့အသေးဆုံးနဲ့သေးတာတွေရဲ့ဟာပတ်သက်မှုတော့ရှိနေတဲ့ပုံပဲကိုကြီးသိန်းဆောင်ရဲ့ငိန်ပြီးနားထောင်နေတဲ့ကိုသိန်းဆောင်ကိုကျုပ်ကဦးတီပြီးပြောလိုက်တာဗျဒါကြောင့်လေမင်းစီကိုငါတို့ရောက်လာတာပေါ့တာတီယာမပြီးသေးဘူးတာတီယာဆက်ပြီးနားထောင်ကြည့်ပါဦးဒီเจ้าတွေကငါနဲ့ငါညီနဲ့နှစ်ယောက်တည်းတီးတဲ့ကိစ္စတွေကွာဒါဆိုရင်ဆက်ပြောပါဦးကိုကြီးထွန်းကျော်အေးမိုးဆွေကိုနှစ်သားမှဖြစ်ခဲ့တာကတော့တော်တော်ထူးတယ်ကွာဟာဟုတ်လားကိုကြီးထွန်းကျော်ဒီလိုကွာဒီတော့ကဆောင်းတွင်းပတ်ကြီးညတကောင်လောက်မှာရွာလေပိုင်းကခွေးဥတန်တကူကြားလိုက်ရတယ်တာတီးကခွေးကအကောင်တော်တော်ကြီးကြီးဖြစ်မယ်ကွာခွေးဥတန်ကြီးကအကျဲကြီးပဲဟေမိုက်ခွက်တက်ပြီးဦးနေတလားတောင်ထင်းရတာဟာငါလေးအိယာကလန်လို့သွားတာပေါ့ကွာသိမ်းများကတော့တချူချူနဲ့အိပ်ပျော်နေတာကွာအေးပြောရအောင်မေမိုးဆွေက9နှစ်သားလောက်ကလေးကတို့နဲ့အတူတူမိတ်တော်ဘူးကွာသူ့ကိုအခန်းထဲမှာဂရင်လေးတစ်လုံးနဲ့တက်တက်သိရတာကွာငါ့အိမ်ကလေအကျဲကြီးလေတာတီးကငါတို့အဖေဆောက်သွားတာငါ့ကိုသိမ်းဆောင်ကလေသူ့ဝိုင်းနဲ့သူနေတာဆိုတော့အဖေအကြီးမှာကငါတို့မိသားစုပဲရှိတာလीကွာငါလေထူးရှားတဲ့ခွေးဥတန်ကြီးကိုညှိပြီးနားထောင်နေတာပေါ့ကွာဒီတော့မှပဲမိုးဆွေသူ့ရဲ့အခန်းကားကြီးဖွင့်ပြီးထွက်လာတာကွာ
ငါနားထောင်နေတော့မှပဲအင်းရှိတကားပေါက်ကိုရောက်သွားတယ်ငါလည်းအိယာကအသာထပြီးလိုက်ကြည့်တော့ဒီကားကဆင်းသွားတဲ့အတန်ကြားရတယ်ကွာဒါနဲ့ငါတကားကိုသွားကြည့်တော့တကားကလည်းတောက်ခက်လျက်ပဲကွာဒါနဲ့ပြင်းပေါက်ကိုဟာဟာလေးလုပ်ပြီးဝိုင်းထဲကိုကြည့်လိုက်တော့မိုးဆွေကဝိုင်းထဲကိုရောက်နေပြီဟေငါတေးသေးချာချာကြည့်တော့တကူလုံးအဝိနဲ့တွေဝစ်ထားတာကွာအောက်ပိုင်းကဝစ်ထားတာတော့ပဆူလာပေါင်းပြီလားငါမသေးခွဲဘူးကွာကျုံုံမှလည်းအဝိနဲ့ရှုံထားတယ်ခေါင်းမှလည်းအုတ်ထုတ်လိုလိုတရဖူလိုလိုတခုစောင်းလို့ကွာသူ့ဘေးမှာခွင်းနဲ့ကြီးတကောင်ရက်နေတယ်ခါတိုင်းလာတယ်ခွင်းနဲ့ကြီးပဲလားဟာမဟုတ်ဘူးကွာမဟုတ်ဘူးအဲ့ဒီခွေကြီးကအကြီးကြီးကွာခပ်ပူပူမြင်းကောင်လောက်ရှိတယ်မိုးဆွေကအဲ့ဒီခွေကြီးပေါ်ကိုမြင့်တက်သလိုတက်စီးလိုက်တယ်ခွင်းနဲ့ကြီးကဝိုင်းထဲကနေထွက်သွားရောဟီအင်းတကားကငါညာတိုင်းသေးသေးချာချာပိတ်တာကွာအခုလေငါသေးသေးချာချာပိတ်ထားတာခွင်းနဲ့ကြီးကပိတ်ထားတဲ့တကားကိုဒီတိုင်းပဲဖြတ်သွားတာတာတီးရဟာအေးဟုတ်တယ်ငါလည်းမိတ်ပဲစောင့်နေတာပေါ့ကွာတနင်္လာလောက်ကြာတော့ခွင်းနဲ့ကြီးပြောင်းလာပြီးဝိုင်းတကားကိုဒီတိုင်းဖြတ်ဝင်လာတယ်ကွာမိုးဆွေဆင်းလိုက်တာနဲ့ခွင်းနဲ့ကြီးကဝိုင်းတကားကိုဖြတ်ပြီးပြန်ထွက်သွားတယ်မိုးဆွေကိုပေါ်ကအဝေးအနှက်တွေပြောင်းသွားပြီးတကူဝင်စားတွေပြန်ပေါ်လာတယ်ငါလည်းအိယာတဲကိုကြပြကြဝင်ပြီးအိတ်ရှင်အောင်ဆောင်နေရတာပေါ့ကွာဒီကတက်လာပြီးပိတ်ထားတဲ့တကားကိုဖြတ်ပြီးဝင်လာတာပဲကွာမနေ့ကျတော့ခါတိုင်းလိုပဲကွာသူ့မိကျွေးတာမွေးတာစားတော့ပြီးနေတာပဲငါလည်းຢာရဲသွားလှုပ်ရှားရှိတာလှုပ်တာပေါ့ကွာပြန်လာတော့လေဘာမှမထူးခြားဘူးကွာငါလည်းဘာမှမသိလို့နေရတာပေါ့ကွာတော်တော်တော့ထူးဆန်းတာပဲကိုကြီးထုံးကျော်ဟေးပြောစရာတွေကိုကိုအောင်ပြောမှာပဲတာတီယာအေးပြောစရာတွေကိုကိုအောင်ပြောမှာပဲတာတီယာမိုးဆွေကိုအဲ့ညာကထူးဆန်းဆန်းပုံစံနဲ့ငါမြင်လိုက်ရပြီးတဲ့နောက်မှာအမူအရာနည်းနည်းပြက်လာတယ်ကွာဟာဟုတ်လားဘလို့ပြက်လာတာတော့ဗျဒီလိုတာတီရဲ့ငါတို့လင်မယားဖျားချစ်ကိုရင်ဒီကောင်ကမကြိုက်ဘူးကွာဖျားချစ်ကိုတဲ့အတန်ကိုတော့ဒီကောင်မကြားနိုင်တော့ဘူးဒါကူတော့တိမ်မြလေးရိမ့်မိတယ်ဟေးတိမ်မြငါ့ကိုပြောတယ်ကွာကိုထုံးကျော်တော်သားကတိမ်မိုးတော့ဘူးထင်တယ်ကျုပ်တို့ဖျားချစ်ကိုတဲ့အတန်ကြားရင်သူ့အခန်းထဲမှာဟိုဟာကင်ပေါက်ဒီဟာကင်ပေါက်မြဲလုပ်တယ်တော့ရှင်လေသိရမှုလားရှင်လေသိရမှုလားလို့ငါ့ကိုမေးတော့ငါလည်းသိပါတယ်လို့ပြောပြလိုက်တယ်အခြားဟာတွေတော့ပြောပြလို့မဖြစ်ဘူးလေကွာရှင်ဆရာကောင်းတမကောင်းစုံစမ်းပါတော့ကျုပ်တို့သားကဂူထီစကားလည်းမပြောဘူးပုံစံကလည်းအခြားကလေးတွေလိုမဟုတ်ဘူးကျမစိတ်ထဲမှာတမျိုးကြီးပဲအေးသိမ့်မြငါဆရာစုံစမ်းမယ်ဒါပေမဲ့ဒီအကြောင်းတွေကိုဘယ်သူမှမပြောနဲ့တော့လူတွေအကြောင်းကိုလည်းနေသိပါတယ်ဟာတွေ့သမျှဆရာဦးဟောလို့လည်းမဖြစ်ဘူးကငါ့ကိုသိန်းဆောင်ကိုပဲတိတ်တိတ်လေးစုံစမ်းခိုင်းရမှာပဲသိမ့်မြရေးလို့ငါကပြောလိုက်တော့မှသိမ့်မြလည်းကျင်းနေသွားတာပေါ့ကွာအဲ့နောက်တော့မိုးဆွေကပို့ပြီးတော့ရုပ်ပြက်လာတယ်ကွာရွာဦးကျောင်းကပထမ်းပွဲတွေလုပ်တဲ့အခါမျိုးမှာအတန်ချက်ဆက်နဲ့ပထမ်းရုပ်တာပေါ့ကွာအဲ့ဒါဆိုရင်မိုးဆွေတောင်းကျမ်းတော့တာပဲကွာငါတို့လည်းသူ့ကိုခေါ်ပြီးမြို့တက်နေရတာဟိမြို့မှာကသိမ့်မြအကြီးတယောက်ရှိတယ်လေအိမ်မအကျဲကြီးကွာသူ့ယောက်ျားဆုံးသွားလို့အကြီးကတယောက်တည်းရှိတော့တာအဲ့ဒီမှာသွားနေကြပြီးပထမ်းပွဲပြီးမှရွာကိုပြန်လာရတာအခုမင်းစီကိုလာရတဲ့အကြောင်းကဒီရက်ထဲမှာရွာမှာလူနှစ်ယောက်သေသွားတယ်နှစ်ယောက်လုံးမိုးဆွေလက်ချက်တည်းကြီးပဲကွာဟာဟုတ်လားကိုကြီးထွန်းကျော်ဟုတ်တယ်တာဒီတယောက်ကရွာတောင်ပိုင်းကဆရာရောင်ရောင်ဖာရောင်ရောင်ပါကွာနာမည်ကကိုစိုးမောင်နဲ့တရက်မှမိုးဆွေကရွာထဲလျှောက်သွားရင်းနဲ့ရွာရှိပိုင်ကအထီးကရညောင်မီကြီးကိုမောကြည့်လာတယ်ကွာဒီမာရင်ကိုစိုးမောင်နဲ့တွေ့ပြီးဟာမိုးဆွေပါလားမင်းဘာတွေတွေးလို့ကြီးနေတာတော့ကွာဒီပင်မှာရုပ်စိုးကြီးနေတာမင်းကရုပ်စိုးစီမှာဆုလာတောင်းတာလားကျုပ်ကမိမချောချောလေးနဲ့ပေးစားပါဆိုပြီးမင်းကလည်းထူးတော့ထူးဆန်းသားပဲစကားလည်းမပြောနေတာကလည်းတမျိုးပဲပြစမ်းမင်းလက်ငါသွေးဆန်းကြည့်မယ်ဆိုပြီးမိုးဆွေရဲ့လက်ကိုဆွဲပြီးအတင်းသွေးဆန်းတဲ့ဟီပြီးတော့ပြောတယ်လေကွာဟာမင်းသွေးကပြောင်းပြန်စီးနေပါလားကွာမင်းလူရောဟုတ်ရဲ့လားမကောင်းဆိုးဝါးလေးများလားကွာမဖြစ်သေးပါဘူးငါထုံးကြောက်စီကိုလာပြီးအကျိုးကြောင့်ပြုံးမှတ်ပါလို့ပြောပြီးထွက်သွားတာလေဟီအဲ့ဒီအချိန်မှာငါ့ကိုသိန်းဆောင်ကအဲ့ညောင်ပေနာကဘိုးမင်းတွေတို့ဝိုင်းမှာရောက်နေတော့ကိုစိုးမောင်ပြောပြတာတွေအကုန်လုံးကြားလာတာကွာဒါနဲ့ကိုသိန်းဆောင်ကတူတူမိုးဆွေကိုခေါ်ပြီးအင်ပြန်ပို့တာပေါ့ကွာအဲ့ဒီညမှာပဲကိုစိုးမောင်သူ့ဝိုင်းထဲမှာဇွဲကျိုးချပြီးတေးသွားရောကွာဟာကျုပ်ကအန်အော်ဘီအော်လိုက်တာပြူအဲ့ဒီညကခွေးနဲ့ကြီးဦးတဲ့အတန်ကြားရတယ်ကွာဗျာဘယ်ခွေးနဲ့ကြီးတော့ကိုထိုးကြော်ရဲ့ဟိုတခါမိုးဆွေစီးပြီးထွက်သွားတဲ့ခွေးနဲ့ကြီးလေကွာအတန်ကြီးကြီးနဲ့လေငါစောစောကပြောတဲ့မိုက်တက်ပြီးဦးတလိုပဲဆိုတဲ့ခွေးကြီးလေတာတီယာအော်တိပြီပြဿနာကဘာလို့ဆိုတော့အဲ့ညာကတချို့လူကြီးတွေကခွေးဦးတန်ကြီးကတမျိုးကြီးပါလားဆိုပြီးထားကြည့်ကြတာ
အဲ့ဒီခွေးနဲ့ကြီးကိုမြင်တဲ့လူဟာမြင်တယ်ကွာမနဲ့လဲမူလင်ရောကိုစိုးမောင်ကလေကျိုးဆွဲချပြီးသေးနေတော့ခွေးနဲ့ကြီးတရင်ကတွေ့ရလုံးကိုပြန်သွားတော့တာပေါ့ကွာရွာတွေကိုပဲမကောင်းဆိုးဝါးဝင်းနေတယ်လို့လူတွေပြောကြတာပေါ့ကွာအေးကိုစိုးမောင်တည်ပြီး6လောက်လောက်ကြာတော့လွန်ခဲ့တဲ့တလားလောက်ကပေါ့ကွာပြဿနာကထပ်ပေါ်ပြန်ရော့ဟီဟာဘလို့ဖြစ်လို့တော့ဗျငါတို့ရွာမှာဘိုးစိန်တုံးဆိုတဲ့ဘိုးတော်တယောက်ရှိတယ်ကွာအသက်ကတော့60ကျော်လောက်ရှိမယ်သူ့ကိုရွာတော်ရှင်ကအိမ်မက်ပေးတာနှစ်ခါရှိပြီတဲ့တို့ရွာထဲမှာမကောင်းဆိုးရွားတကောင်ရောက်နေတယ်တဲ့အဲ့ဒီမကောင်းဆိုးရွားကတာမယ်မဟုတ်ဘူးနမိတ်စာအစဉ်ရှိတယ်ဆိုပဲအဲ့ဒီနမိတ်စာကြောင့်လူတွေမကြမကြအသေးဆုံးနဲ့တေးလိုက်မယ်လို့အိမ်မက်ထဲမှာလာပြောတယ်အဲ့ဒီအကြောင်းကိုဘိုးစိန်တုံးကဟိုလူပြောဒီလူပြောနဲ့ရှောက်ပြောနေတာရွာလုံးကိုပွားကုန်ရောတာတီငါတို့အိမ်ကိုလာတဲ့လူတိုင်းကလည်းဒီအကြောင်းကိုပြောကြတာပေါ့ကွာအဲ့ဒီအကြောင်းပြောရင်မိုးဆွေကအမြဲတမ်းနားထောင်နေတာကွာပြောပါအောင်ကိုကြီးထွန်းကျော်ရဲ့မနေ့ကဘိုးစိန်တုံးကြီးတေပါရောလားကွာဗျာဘိုးစိန်တုံးတေပြီဟုတ်လားဟုတ်တယ်ကွာတာတီးရတေပုံတေနီးကိုလည်းမင်းနားထောင်ကြည့်အောင်လေကွာကဲကိုသိန်းဆောင်ပဲဆက်ပြောလိုက်ပါအောင်ဗျာကိုသိန်းဆောင်ကတေးသေးချာချာတွားကြည့်တာကွာငါကတော့မကြည့်ရဲလို့တွားကိုမကြည့်ဘူးကိုသိန်းဆောင်ကကျုပ်ကိုပြောပြတာပေါ့ဗျာဘိုးစိန်တုံးတို့ဝိုင်းတွေကနွားဆဆင်းတဲ့စင်းခုံကတေးသေးချာချာလှုပ်ထားတာကွာလေးပက်လဲတိုင်းတွေနဲ့ခြေထောက်လေးချောင်းလှုပ်ပြီးသုံးတစ်ခွဲတွေကိုတန်းလှုပ်ထားတာရှင်င်းကလည်းလေးနှစ်အပြားကြီးနဲ့လှုပ်ထားတာတက်ထားတဲ့ဓာတ်ကလည်းလေးတန့်ကိုဘယ်ဘက်မှသေးသေးချာချာအပ်ပြီးလှုပ်ထားတာကွာတွေးထားလိုက်တာကလည်းမြည်နေတာဟိအဲ့ဒီပြောင်းစင်ကုန်ပေးမှာဘိုးစိန်တုံးရဲ့လက်ချောင်းပြက်ကလေးတွေလည်းတွေ့တယ်ဗျာလက်ချောင်းပြက်ဟိုလာကိုကြီးသိမ့်ဆောင်ဟုတ်တယ်ကွာသူ့ကိုမတက်ခင်လက်တွေကိုပြောင်းစင်ကုန်နဲ့ထည့်ပြီးအရင်ဖြတ်ပုံရတယ်ကွာပြီးတော့မှခေါင်းကိုထိုးထည့်ပြီးတော့ဖျက်ချလိုက်တာဖြစ်မယ်ကွာဘိုးစိန်တုံးရဲ့ကိုကစင်းကုန်ပေါ်မှာကုန်းကုန်းကြီးကွာခေါင်းကြီးကပြက်ပြီးမြေကြီးပေါ်မှာကျနေတယ်ဟာရက်ဆက်လိုက်တာဗျာနေပေါင်းဗျစင်းကုန်ကဒါနဲ့လူတယောက်ရဲ့ခေါင်းကိုဖျက်လို့ရပါမလားကိုကြီးသိမ့်ဆောင်ရဲ့ဘယ်လွယ်မှာတော့တာတီးရဒါကြောင့်လေရွာတွေကလူတွေကြောက်လန့်ကုန်ကြတာပေါ့ကွာဒါဟာလူလောက်တာဘယ်နည်းနဲ့မှမဟုတ်နိုင်ဘူးမကောင်းဆိုးရတဲ့ကောင်လောက်တာပဲဖြစ်ရမယ်လို့လူတိုင်းကပြောနေကြတာနှုတ်နေပေါင်းဗျသူ့ရင်ကလူတွေကတယောက်မှမသိကြဘူးလားဝိုင်းထဲမှာဘိုးစိန်တုံးကိုခေါင်းပြက်တက်နေတာကိုတယောက်မှမသိဘူးလားဗျာအဲ့ဒါထူးဆန်းနေတာပေါ့ကွာတိမ်လုံးအိပ်ပျော်နေကြတာလေကွာမိုးလင်းတော့ဘေးချင်းကက်လျက်ဝိုင်းကလူတွေကဘိုးစိန်တုံးကြီးသိနေတာကိုလှမ်းမြင်တော့သူတို့ရင်ဝိုင်းကလူတွေကိုအတင်းတက်ပြီးနှိုးရတာလေကွာအင်ဒီကားကြီးကလည်းဟောင်းလောင်းကြီးပွင့်လို့တယ်ဘေးကက်လျက်ဝိုင်းကလူတွေကလည်းဘာသမှမကြားကြဘူးလေကွာအေးဗျာဒီလောက်ရဲစစတတ်တာတော့ဘိုးစိန်တုံးကမဟုတ်ဘူးဆိုတော့တော်တော်ကိုစဉ်းစားခတ်တာပဲရွာတွေကလူတွေကတော့ပြောကြတာပေါ့ကွာဘိုးစိန်တုံးကရွာထဲမှာမကောင်းဆိုးရတဲ့ကောင်ရောက်နေတဲ့အကြောင်းတွေ့သမျှလူတွေကိုရှောက်ပြောနေလို့အဲ့ဒီမကောင်းဆိုးရွာကလာပြီးတက်ပစ်တာလို့ထင်တာတွေပြောကြတာပေါ့တာတီးယာကျုပ်လည်းဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားတော့တာပေါ့ဗျာကိုကြီးထွန်းကျော်ကဒီတော့မှဝင်ပြောတာဗျဘိုးစိန်တုံးကြီးဆုံးလုံးကလေငါတို့ရွာတူရွာလုံးတိတ်သွားတော့တာဟိရွာတွေကအရက်သမားတွေတော့အရင်လိုအော်ကျဲမလို့ရဲတော့ဘူးကွာညမှောင်တာနဲ့လမ်းပေါ်မှာလူတယောက်မှမရှိတော့ဘူးဟိခွေးတွေတော့အမိကုတ်ပြီးငိမ့်နေတာငါတို့ညီကိုမင်းစီကိုအခုလိုလာတာကလေမင်းကိုအားကိုးလို့ပါကွာမင်းကဆရာကြီးတွေနဲ့လိုက်နေတာဆိုတော့ဒီကိစ္စကိုနိုင်မဲ့ဆရာကိုမင်းသိမှာပဲလေအကိုကြီးကိုကူညီပါညီလေးရေကျုပ်ကခေါင်းငိမ့်ပြလိုက်တယ်စိတ်ချပါကိုကြီးထွန်းကျော်ကျုပ်ကူညီပါမယ်ကျုပ်ဆရာကြီးကိုအဆက်အသွယ်လုပ်ပြီးပေးပါမယ်ဝမ်းသာလိုက်တာညီလေးဟာငါတို့ကိုအဆက်အသွယ်လုပ်ချင်မင်းလာကြမလို့ပါဘူးမင်းတို့ဒီရွာမှာငါတို့တူမတယောက်အိမ်ထောင်ကြနေတာရှိတယ်မစိန်စင်းနဲ့သူ့ယောက်ျားကထွန်းညိုတယ်ရွာမြောက်ပိုင်းမှာနေတယ်ကိုထွန်းညိုတို့မစိန်စင်းလို့လားကျုပ်သိပါတယ်ဗျကိုထွန်းညိုဆိုတာကျုပ်နဲ့လူခင်ပါဗျကျုပ်ပြောတာကိုကြတော့ကိုသိန်းဆောင်ရောကိုထွန်းကျော်ရောဝမ်းသာအားရဖြစ်ကြတာပေါ့ဗျာအကိုတို့ထွန်းညိုတို့စိန်စင်းလို့မှားထားမယ်ကိစ္စရှိရင်သူ့ကိုသာပြောလိုက်တာဒီသူတို့လာပြောလိုက်မယ်အဲ့ဒီနေကကိုသိန်းဆောင်နဲ့ကိုထွန်းကျော်ပြန်သွားတော့မှကျုပ်လေကထိန်အလုပ်တွေပြန်လို့ရတာဗျညရောက်တော့ကျုပ်ဘူးလူပေကိုဆက်သွယ်ရတာပေါ့ဗျာဘူးလူပေကသူ့ရဲ့တပုံကိုကျုပ်ကိုပေးထားတယ်တင်မွေခွေထိုင်ပြီးဗတိစိတ်နေတဲ့ပုံပါမောင်တာဒီကိစ္စအရေးကြီးရင်ကျုပ်တက်ပုံရှိမှမိထုံပြီးကျုပ်ကိုအာယုံညှို့လိုက်ပြီးရင်မောင်တာဒီပြောစရာရှိတာပြောညဘက်လို့ရင်တော့ပိုကောင်းတယ်လို့ပြောထားတာဗျဒါပေမဲ့ကျုပ်တခါမှမလုပ်ဘူးပါဘူးဗျာဒီတခါတော့မလုပ်လို့ဖြစ်တော့ဘူးဗျာကျုပ်တညာလဲလောက်တာမဟုတ်ဘူးဗျသုံးညဆက်ပြီးလောက်တာဘူးလူပေကျုပ်စီကိုကြွလာဖို့ပေးရတာပေါ့ဗျာသုံးညမြောက်တဲ့ညမှာကျုပ်အိမ်မက်မှတ်တယ်အိမ်မက်ထဲမှာဘူးလူပေကကျုပ်ကိုပြောတယ်ဗျမောင်တာဒီကျုပ်လာခဲ့မယ်
ဒီကိစ္စကတိတ်လွယ်ကူတော့မဟုတ်ဘူးကွကျုပ်လည်းအထက်ကိုရှောက်ထားကြည့်ပါဦးမဲ့တယ်ပြူကျုပ်ဖြစ်အံ့ဩလိုက်တာဗျာဘိုးလူပေကိုအဲ့လိုဆက်သွယ်တာဒါပထမဆုံးအချိန်ပဲဗျာမနဲ့မိုးလင်းကလေးကကျုပ်လေဘိုးလူပေလာမဲ့ရက်ကိုမျှော်နေတာပေါ့ဗျာဒီအတွင်းတခနောက်ရွာမှာဘာမှဖြစ်ပါစေနဲ့လို့ကျုပ်ဆူတောင်းမိတယ်ဘာမှတော့ထပ်ဖြစ်ပုံမရပါဘူးဖြစ်လေကိုသိန်းဆောင်တို့ကိုထုံးကျော်တို့လာမှလီနောက်3ရက်ကြာတော့ဘိုးလူပေရောက်လာတယ်ကိုကြီးဆန်ရီလာခေါ်လို့ဗန်ဝေးကုန်းကိုကျုပ်လိုက်သွားခဲ့ရတယ်ဘိုးလူပေကတော့ဘဲချိန်တွေ့ဒီတိုင်းပဲဗျာအေးဆေးကြည်နေတဲ့မျက်နှာနဲ့ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ကိုအမြဲတမ်းအာရုံပြုနေတဲ့သူလေးဗျာလောဘဒေါသမောဟနဲ့တော့လေအေးချမ်းတဲ့အသွင်ကမျက်နှာမှာပေါ်နေတာပေါ့ဗျာပေါင်းတာဒီမိမိဘများရောနေကောင်းကြရဲ့လားကွကျုပ်ကဆရာကြီးကိုကြောလိုက်တာနဲ့ဆရာကြီးကမေးလိုက်တယ်ဟုတ်ကဲ့အပါရောအမေရောနေကောင်းကြပါလေဆရာကြီးအေးပေါင်းတာဒီဆက်သွယ်တော့ကျုပ်ကအလုံးဒီပါယုံမှာရောက်နေတာကွဟုတ်ကဲ့ဆရာကြီးဒီကိစ္စကတော်တော်လေးအရေးကြီးနေလို့ဆက်သွယ်လိုက်ရတာပါဆရာကြီးဘိုးလူပင်နဲ့ကျုံတဲ့စကားပြောမလို့လုံတုံးမှာပဲဘိုးဆက်မောင်ကပစိုးလေးထဲကောင်းပေါင်းပြီးကဲတာဒီဆရာကြီးနဲ့အေးစီစကားပြောကြအောင်ကွာဘိုးတော့ရွာထဲခဏသွားလိုက်ဦးမယ်ပြောရင်းဆိုရင်လှေကားကဆေးသွားရုပ်ပြီစိတ်မြန်တဲ့နေရာမှာတော့နှစ်ယောက်မရှိတဲ့ဘိုးဆက်မောင်ပဲဗျာဒီတော့မှကျုံလေဆရာကြီးဘိုးလူပေကိုလွတ်လွတ်လည်လည်ပြောရတော့တာဗျကဲမောင်တာဒီအဖြစ်ပြက်ကိုပြောပါအောင်ကွယ်ဒီလိုဆရာကြီးရဲ့တန်ခနောက်ရွာမှာရှိနေတဲ့ကိုထုံးကျော်တို့မသိမ်းများတို့မှာတားလေးတယောက်မွေးတယ်အခုတော့17နှစ်သားလောက်ရှိပါပြီလို့အဆရှိပြီးကလေးမွေးတဲ့ညာကစလို့ဖြစ်ခဲ့သမျှတွေကိုကိုထုံးကျော်ပြောတဲ့အတိုင်းတခုမကြံဆရာကြီးကိုပြောပြလိုက်တာပေါ့ဗျာကျုပ်ပြောလို့ဆုံးသွားတော့မှဆရာကြီးကခေါင်းချိန်ပြီးပြောတယ်ဗျာဒီကိစ္စမှာအကြောင်းတစ်ချက်ရှိတယ်မောင်တာတီးရဲ့မကောင်းဆိုးရတဲ့အောင်ဆိုတာကတော့တေချာတယ်ကွယ်ဒီကောင်တွေကအမတန်မှလူပြန်ဖြစ်ချင်ကြတာလူဖြစ်ဖို့ကိုလည်းနီလန်းမျိုးစုံတုံပြီးကြံနေကြတာအခုကိစ္စမှာပထမတစ်ချက်ကမကောင်းဆိုးရကမသိမ်းများရဲ့ပိုက်ထဲကိုပရိသေတွေနေပြီးမွေးလာတာလားနောက်တစ်ချက်ကကလေးမွေးတဲ့အချိန်ကိုဝင်သွားတာလားဆိုတာကိုတေတေချာချာသိဖို့လိုတယ်ကွဒါဆိုသိဖို့လွယ်ပါမလားဆရာကြီးရဲ့တိတ်တော့မလွယ်ဘူးမောင်တာဒီမဖဲဝါများသိနိုင်မလားကွဒီတော့မဖဲဝါကိုဆက်သွယ်ပြီးမေးကြည့်ပါအဲ့ဒါကိုတိတိပပသိမှဖြစ်မှာကွမကောင်းဆိုးရကသရေယူပြီးမွေးလာတာဆိုရင်တော့ဒီကောင်ကိုတက်ပြစ်ရမှာပဲကလေးမွေးတဲ့အချိန်မှာဝင်ပြီးကတ်တာဆိုရင်တော့သူ့ကိုနှင်ထုတ်လိုက်တဲ့အချိန်မှာကလေးရဲ့အသက်ကျန်ခဲ့ပဲဒါတော့မသေးချဘူးမောင်တာဒီနှစ်ကာလာတွေအကြာကြီးပူးကက်ရှင်ထားတာဆိုတော့ကလေးရဲ့သက်ပါတည်သွားနိုင်တယ်တကယ်လုံတော့မယ်ဆိုရင်တော့သူ့မိဘသဘောတူမှဖြစ်မယ်ကွနားလဲအောင်တော့ကိုထုံးကျော်ကိုပြောပြမှာပေါ့ဆရာကြီးရေဒီတိုင်းထားလိုက်တော့လေဖြစ်ဘူးမောင်တာတီရဲ့တစ်ခါမဟုတ်နှစ်ခါမဟုတ်မိဘတွေကိုပါဒုက္ခပေးနိုင်တယ်ကွအဖေမေကိုတော့တတ်နိုင်တယ်ဟုတ်လားဆရာကြီးကျုပ်ပြောတာကိုဘိုးလူပေကခေါင်းကပြီးပြောတယ်ဗျဟုတ်ဘူးမောင်တာတီကလေးမွေးတဲ့အချိန်မှာဝင်သွားတာဆိုရင်သူ့ရဲ့အဖေမေမဟုတ်ဘူးလေကွဒီလိုလားဒါဆိုရင်ကိုထိုးကျော်တို့အတွက်ပါအန်ဒီရရှိနေတာပဲဆရာကြီးရဲ့ဘိုးလူပေကခေါင်းလေးညိတ်ပြီးပြောတယ်ဗျဟုတ်တယ်မောင်တာတီသူတို့အတွက်ပါအန်ဒီရရှိတယ်ဘူးထိဘာမှဖြစ်သေးတာသူတို့လင်များကသိပေမဲ့မသိရင်ဆောင်ထားနိုင်ကြလို့ကွကျုပ်လေထနောင်းကုန်းကိုပြန်လာခဲ့တယ်အဲ့ညမှာပဲမဖဲဝါရဲ့ကိုတူကိုခွဲရုပ်ကလေးကိုလွယ်ထဲကထုတ်ပြီးတင်းချိုင်းရှင်မကြီးမဖဲဝါဆရာကြီးဘိုးလူပေလည်းရောက်နေပါတယ်တခနောက်ရွာကကိုထွန်းကျော်နဲ့မသိမ်းများတို့ရဲ့သားမိုးဆွေကိစ္စပါမိုးဆွေဟာမကောင်းဆိုးရတဲ့ကောင်ဝင်စားတာလားဆိုတာသိကျင်လို့ပါဗျာလူတွေကိုရရက်ဆက်ဆက်တက်တဲ့အထိဖြစ်နေပါပြီမဖဲဝါအားလုံးကိစ္စတွေဟာမိုးဆွေနဲ့ပတ်သက်နေတဲ့ပုံပဲဗျဆရာကြီးဘိုးလူပေသိကျင်တာကမိုးဆွေဟာမကောင်းဆိုးဝါဝင်စားတာလားဒါမှမဟုတ်ဝင်ပြီးကတ်နေတာလားဆိုတာကိုပါမဖဲဝါကျုပ်ကိုအိမ်မက်ပေးပြီးပြောပြပါတင်းချိုင်းချင်မကြီးမဖဲဝါအယုတ်ကလေးကိုခေါင်းအောက်မှာထားပြီးအိတ်လိုက်တယ်အိမ်မက်ထဲမှာကျုပ်ကစက်နေရသည်ပင်ကြီးအောက်မှာရောက်လို့ပေါ့ဗျာလေတွေတဟူတိုက်နေတယ်ဗျကျုပ်ပစိုးတော်လေထဲမှာတဖြည်းဖြည်းနဲ့လွင့်နေတာခဏနေတော့စက်နေရသည်ပင်ကြီးရဲ့အောက်မှာကျုံနဲ့ရွယ်သူကောင်လေးတယောက်ထွက်လာတယ်ထမိန်ဝါအင်ကြီးဝါဖြော့ဖြော့လေးနေဗျစပင်းကဖားရချထားတာတကောက်ကွေးလောက်ရောက်တယ်ခေါင်းမှာစက်နေရသည်အဝပွင့်လေးတပွင့်ပန်းထားတယ်မဖဲဝါလေးဗျာသူ့ရဲ့ငကူပုံစံကိုကျုပ်ကြောင့်မှဆိုလို့ဒီလိုပုံစံအမြဲဖန်ဆင်းပြတာဗျတာဒီမိုးဆွေကမကောင်းဆိုးဝါးမဟုတ်ဘူးရဲ့မွေးကလေးကမကောင်းဆိုးဝါးကတ်တာကိုခံထားရတဲ့ကောင်လေးပါညာအိပ်ပျော်တဲ့အချိန်မှာမကောင်းဆိုးဝါးကခွာထားပေမဲ့သူကအိပ်ပျော်နေရလေသူနိုးလာတာနဲ့မကောင်းဆိုးဝါးကချက်ချင်းပြက်ကတ်ထားတာသူဘာမှမသိတော့ဘူးတာဒီရဲ့ဒီမကောင်းဆိုးဝါးကနမိတ်စာအဆင့်ရှိတယ်
ဆရာကြီးဘူးလူပေတော်တော်တော့လုံးယူရမယ်ညာလို့တော့မရဘူးဒီကောင်လေးကလူကိုရဲဆက်ဆက်တက်ပြီးအရသာခံကြီးတဲ့ကောင်ပဲဒါပေမဲ့နမိတ်စာတွေအကြောက်ဆုံးကသူတို့နာမည်ကိုခေါ်မှာပဲတာတီဒီကောင်နာမည်ကမာယကားတဲ့နေမှတ်ထားဆရာကြီးကိုပြန်လျှောက်လိုက်ကျုပ်အိယာကဖြက်ခနဲနိုးသွားတယ်ကျုပ်ချက်ချင်းအိယာကထထပြီးမာယကားဆိုတဲ့နာမည်ကိုရေးမှတ်ထားလိုက်တယ်ကျုပ်ကမနဲ့စုံစုံနိုးနေတာဗျဟဲ့တာတီတော်ဆိုးကြီးနိုးနေပါလားဘာတွေပွေလီဖို့ကြံစီနေပြန်တာတော့ကူတာတီအမေကကျုပ်ကိုပြောတာပြူကျုပ်လည်းအမေကိုပြောတင်တလောက်ပြောပြလိုက်ရတာပေါ့ဗျာကျုပ်ပြောတာကိုအဘကလည်းကြားတယ်ဗျဟဲ့တာတီဒီမကောင်းဆိုးဝါးကောင်ကတတော်ကိုစိုးနေပါရောလားကြားတာနဲ့တင်ငါဖြစ်စက်သိန်းတွေထားလိုက်တာဟဲလို့ကျုပ်မေကသူ့လက်ကိုချစ်ဆန်းထုတ်ပြီးပြောတာပြူအဘကကြားဖူးတဲ့လူကလေးစိန်လုံးဆိုတာလူချမ်းသာတွေကပဲကွာကြောင်ရိုးစင်းတဲ့ခုံပေါ်မှာတင်ပြီးခေါင်းပြက်တက်တယ်ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာဒါကိုခေါင်းပြက်အောင်ဖြတ်လိုက်တယ်ဆိုတော့တက္ကနာသားတွေတအားကြောက်နေကြပြီပေါ့ကွာတို့ဒီကလေးကရောအသက်ရှင်ကြံခဲ့ပါမလားတာတီယာအဘကစိုးရင်တကြီးပြောတာဗျဆရာကြီးကိုယ်တိုင်လေအဲ့ဒါကိုစိုးရင်နေတာပဲအဘရအဲ့ဒါကြောင့်ကျုပ်စောစောအေးရထတာဗျညာကကျုပ်ကိုမဖဲဝါအိမ်မက်ပေးပြီးပြောတဲ့ကိစ္စတွေဆရာကြီးကိုသွားပြောရမှာမို့အမေကဒီရောမှသဘောပေါက်သွားတာပြူအော်ဒီလိုဆိုလဲထမင်းချမ်းစားလေဝတ်သားဟင်းချက်တွေရှိတာပဲကဲအမေထမင်းထည့်ခဲ့မယ်အမေထက်ကြွေတဲ့ထမင်းချမ်းစားပြီးတာနဲ့ဗံဝေးကုန်းကိုထွက်လာခဲ့တယ်ငကားစစ်ပုတ်လိတ်ကလေးတောင်ထိုင်ဖွာတော့ပါဘူးဗျာလမ်းလျှောက်ရင်ပဲဖွာလာခဲ့တော့တယ်ဆရာကြီးဘိုးလူပေကိုတွေ့တော့ကျုပ်ကမဖဲဝါပြောတာတွေကိုအားလုံးပြောပြတယ်ဆရာကြီးကတေးသေးချာချာနားထောင်ပြီးတော့မှမောင်တာဒီတက္ကနာကိုသွားမယ်ဆရာကြီးဘိုးလူပေကချက်ချင်းထပြီးဆေးလွယ်ကိုလွဲတော့တာပြူကျုပ်လည်းဆရာကြီးကိုထနှောင်းခေါ်လာခဲ့ပြီးကျုပ်အိမ်မှာနားနေခိုင်းရတာပေါ့ဗျာအဘနဲ့အမေကလည်းဆရာကြီးရှိမှကျုံကျုံလေးတွေထိုင်ပြီးရိုးရိုးတည်တည်နဲ့စကားပြောကြလို့ပေါ့ကျုပ်ကတော့ကိုထုံးညိုတို့မစိတ်စင်းတို့ဝိုင်းကိုတုတ်ချင်တေးရတာပေါ့ကိုထုံးညိုတို့ကိုအကျိုးကြောင့်ပြောပြပြီးချက်ချင်းလှဲကောက်ခိုင်းရတယ်ပြီးတာနဲ့ကျုပ်တို့အိမ်မှာဆရာကြီးကိုဝင်ခေါ်ရတာဗျကိုကြီးထုံးညိုကြီးတခဏကသာတမ်းမောင်းပေတော့ဗျာလို့ကျုပ်ကပြောလိုက်တာနဲ့ကိုထုံးညိုလည်းမောင်းတော့တာပေါ့ဗျာတခဏရောက်တော့ဘူးလူပေကကျွားဦးဖုန်းကြီးเจ้าကိုသွားပြီးဆရာတော်ကိုအကျိုးကြောင့်ချောက်ထားတယ်ဆရာတော်ကတစင်တကြီးဦးဖိုးဝင်းကိုခေါ်ခိုင်းတယ်ဘူးလူပေလှုပ်တဲ့ပုံစံကဒီအကြောင်းကိုမိဘတွေဖြစ်တဲ့ကိုထုံးကျော်တို့မသိမ်းများတော့မသိကြဘူးဆိုတဲ့ပုံစံပေါ့ဗျာအထက်ပုဂ္ဂိုလ်ကြီးတွေလှုပ်လိုက်လို့ဒါရတဲ့သဘောပြောပြရတာပေါ့ဒီလိုမှမဟုတ်ရင်တက္ကနာသားတွေကကိုထုံးကျော်တို့ကိုညုံညင်ကြမှာပေါ့ဗျာဆရာတော်ရောတကြီးဦးဖိုးဝင်းကရောအားတက်တွေကိုပြောတာပေါ့ဗျာကျုပ်ကတော့ကိုထုံးညိုတို့ကိုသိန်းဆောင်တို့ကိုထုံးကျော်တို့စီကိုသွားပြီးကျုပ်ကမသိတဲ့ပုံစံနဲ့နေဖို့ကြိုးမလိုက်ရတာဗျခဏနေတော့တကြီးကကိုထုံးကျော်ကိုခေါ်ခိုင်းပြီးအထက်ပုဂ္ဂိုလ်တွေလှုပ်လိုက်လို့ဆရာကြီးကြွလာရတဲ့အကြောင်းကိုထုံးကျော်သားမိုးဆွေမှာမကောင်းဆိုးဝါးကပ်ပြီးရွာကိုဒုက္ခပေးနေတဲ့အကြောင်းပြောရတာပေါ့ဗျာကိုထုံးကျော်ကတော့ကျုပ်ပြီးမှားထားတဲ့အတိုင်းကျုပ်ကမသိတဲ့ပုံစံမျိုးနဲ့နေရတာပြူသူတို့လည်းသူတို့သားနဲ့ပတ်သက်ပြီးဘာမှမသိတဲ့အကြောင်းအနေထိုင်ဘာမှမထူးခြားတဲ့အကြောင်းတွေကိုတကြီးကိုပြောပြတာပေါ့ဗျာဒါဆိုရင်မင်းတို့ကလေးကိုအဆွဲချုပ်ဖို့မင်းသဘောတူရလားထုံးကျော်တကြီးကမေးတော့ကိုထုံးကျော်ကချက်ချင်းပဲပြန်ဖြေတယ်ဗျသူတို့သဘောတူတဲ့အကြောင်းအမြန်ဆုံးသာကုသပေးဖို့ပြောတယ်ဗျဒါနဲ့တကြီးကစိန်ကောင်ဥက္ကမြင်နဲ့ဦးအေးကိုခေါ်ခိုင်းလိုက်တယ်ပြီးတော့နဲ့တကြီးနဲ့ကိုထုံးကျော်ဦးဆောင်ပြီးကိုထုံးကျော်တို့ဝိုင်းကိုခေါ်သွားတယ်ဗျကိုထုံးကျော်တို့အိမ်ကတော်တော်လေးကြီးတာဗျရှေ့အိမ်ကြီးတိမ်ပဲအိမ်ပေါ်ရောက်တာနဲ့ဘူးလူပေကဖျားစင်ရှိကိုတန်ပြီးသွားတာဗျတကြီးနဲ့စိန်ကောင်တွေလည်းဖျားစင်ရဲ့အရှိပါပဲထိုင်ကြတာပေါ့ဗျာထုံးကျော်မိုးဆွေကိုခေါ်လိုက်တော့လို့ဘူးလူပေကပြောလိုက်တော့မှပဲတစ်သားခွေးချင်းုံတလုံးကိုနောက်ကနေလှက်ပစ်လိုက်တာဗျအင်းလေတိုင်ကိုမှန်ပြီးဟိုးဆူကျသွားတာဗျတကြီးနဲ့စိန်ကောင်းတွေလန့်ပြီးအနောက်ကိုစုပ်သွားကြတယ်ဗျကိုထုံးကျော်ကမိုးဆွေကိုဆွဲခေါ်လာတယ်ဒီတော့မှပဲအိမ်ပေါ်ကိုမိုးဆွေရဲ့ဘာကြီးကိုသိန်းဆောင်မှာတက်လာတယ်ဗျကိုသိန်းဆောင်နဲ့ကိုထုံးကျော်ကမိုးဆွေရဲ့ဘေးမှာတစ်ဖက်တစ်ချက်စီရက်နေကြတယ်မင်းတို့တွေဟာလူခန္ဓာကိုလိုချင်ကြတာမှန်ပြီမေအခုလိုတော့လုံးလို့မရဘူးကွာမင်းဝင်ကတ်တွယ်ထားတဲ့လူတယောက်ရဲ့ဘဝဟာတော်တော်ကိုနေမွန်းသွားတာဒီတော့မင်းကိုကြုံမြက်တာရက်ခံပါတယ်အခုချက်ချင်းဒီတငယ်လေးရဲ့ခန္ဓာကိုယ်ကနေထွက်သွားပေးပါဘိုးလူပေရဲ့စကားဆုံးတာနဲ့မကောင်းဆိုးရွာကအန်တွေကြိတ်တော့တာပဲဗျအန်ကြိတ်တဲ့အတန်ကြီးကကြက်လိကြက်လိနဲ့ကိုဖြစ်နေတာဗျအိုးကျုပ်ပြောဖို့တခုမင်းနေသေးတယ်ဗျအိမ်ဝိုင်းထဲကိုဝင်လာခဲ့ကဘိုးလူပေကအရန်တားမှန်တယ်တွေရွတ်ဖက်ထားတာဗျဟာစပြီဗျစပြီကိုထုံးကျော်တို့အင်ကြီးငလျင်လှုပ်တယ်လို့လှုပ်နေတာဗျဖះ
တကြီးနဲ့စိန်ကောင်းတွေဖျားတောက်ကုန်ကြပြီဗျာကိုထုံးကျော်နဲ့ကိုသိန်းဆောင်ကမိုးဆွေကိုတစ်ဖက်တစ်ချက်ကဝင်ပြီးရှုပ်လိုက်ကြတယ်မိုးဆွေရဲ့အန်ဂျီဘီအော်တန်ကြီးထွက်လာပြီးတာနဲ့ဘုံကနေထခုန်လိုက်တာပြူမိုးဆွေထခုန်လိုက်တာအမြင့်ကြီးကိုရောက်သွားတာဗျာအပေါ်ကထုတ်တန်းတဲ့ခေါင်းနဲ့ဒုံနဲ့တိုက်ပြီးအောက်ကိုဘုံနဲ့ပြုတ်ကျလာတာပြူခေါင်းနဲ့တိုက်တာရောပြုတ်ကျတာရောဘာမှကိုမဖြစ်တာဗျာဟောမိုးဆွေရဲ့မျက်လုံးတွေနီးရဲလာပြီပြူဟာဒီလိုက်တာမှရဲတောက်နေတာပြူသွားတွေကလည်းတကြစ်ကြစ်နဲ့ကြိတ်နေတာဗျာဘိုးလူပေကိုမျက်လုံးနေကြီးတွေနဲ့စိုက်ကြည့်နေတာမျက်တောင်လည်းမခတ်တော့ဘူးဗျာကဲကိုထုံးကျော်နဲ့ကိုသိန်းဆောင်ဝေးမှသာသွားနေကြပြီတော့ကိုသိန်းဆောင်ရောကိုထုံးကျော်ရောပြရင်းပေါင်နာမှာသွားထိုင်လိုက်ကြရောဗျာအဲ့ဒီမှာကသိန်းများကထိုင်လို့လေဗျာမောင်တာဒီမျက်ကွင်းစေးကွင်းထားလိုက်ဘိုးလူပေပြောတဲ့အတိုင်းကျုပ်ကမျက်ကွင်းစေးသွေးပြီးကွင်းထားလိုက်တယ်ဟာဒီတော့မှမြင်ရတာပြူကျက်နေတာမိုးဆွေမှာမဟုတ်တာစပင်းချင်းချင်းနဲ့ဗျစပင်းကကျိုးလေလောက်ရောက်တယ်ချမ်းတိုက်ပုံနဲ့ချမ်းပေါင်းမိရဲ့အနက်ရောင်ကိုဝတ်ထားတာဗျကျုံမြင်တာကိုဆရာကြီးဘိုးလူပေကိုပြောပြလိုက်တယ်ဆရာကြီးကခေါင်းညှိပြီးပြုံးလိုက်တယ်ပြီးတာနဲ့အမိတ်ပြန်တော့တာပဲပြူပထမန်ဆရာကြီးများအားဥထိတ်မှထား၍ကျွန်ုပ်လူပေမှကိုစားအမိတ်ပြန်လိုက်သည်လူပုံလူဘွားလူသားတယောက်ဟာအပေပုံမှနမိတ်စာတယောက်ကဝင်ရောက်နှောက်ယှက်ခြင်းကိုနမိတ်စာထိမ့်သိမ်းသူများအခုချက်ချင်းသိစေရမည်ဤနမိတ်စာအားအထိန်တောင်ဝင်ရှိသောသူများအခုချက်ချင်းရောက်စေရမည်ဟာရောက်လာပြီပြူနှစ်ယောက်တောင်ဗျာနေတဲ့ကောင်ကြီးတွေမှမှုတ်တာဗျာအဆွဲကြီးတွေမှဖွေးလို့ပြူလူကြီးနှကောင်ဗျာတင်းပုတ်ကြီးတွေလည်းဖုံးမှထမ်းထားတာဗျာဟေးမာရကအခုချက်ချင်းဒူးထောက်ဆန်းဘိုးလူပေရဲ့အတန်ကတော်တော်ကိုမာတာပြူဘိုးလူပေဒီလောက်အတန်ပမာနဲ့ပြောတာကြောက်တခါမှကိုမကြောက်ဘူးလားဗျာဘိုးလူပေကသူ့နာမည်ကိုရုတ်တရက်ခေါ်လိုက်တော့နမိတ်စာမာရကာကအရန်လန်သွားတာပြူချက်ချင်းကိုဒူးထောက်ချလိုက်တာဗျာကြောက်တောင်အံ့ဩသွားတယ်ဒီကလေးမောင်မိုးဆွေကိုနည်းနည်းမှမထိခိုက်စေနဲ့အခုချက်ချင်းထွက်လိုက်မာရကထွက်လိုက်ပြီဗျူမာရကထွက်လိုက်ပြီမိုးဆွေကျမ်းဖြစ်ပေါ်ကိုဘုံနဲ့လဲကျသွားရောဗျူမောင်တာဒီရေစင်းနဲ့ကလေးကိုပြန်စမ်းမင်းအဲ့ဒီနေရာကနည်းနည်းမှမရွေးနဲ့မာရကကလေးသားမိမွေးတိုင်းဖောက်မွေးတိုင်းမဖြစ်ရင်မင်းကအခုချက်ချင်းတက်ရမယ်မာရကကျုပ်ကချက်ချင်းထပြီးမိုးဆွေကိုရေစင်းနဲ့ဖြန်းတယ်မိုးဆွေသတိရလာတယ်ဗျမောင်ထုံးကျော်တို့ကလေးကိုဒီနားခေါ်လာခဲ့ကြကိုထုံးကျော်နဲ့ကိုသိန်းဆောင်တို့နှစ်ယောက်ကမိုးဆွေကိုပွေပြီးဖျားစင်ရှိကိုခေါ်သွားကြတယ်ဗျတကြီးကလည်းမိုးဆွေကိုရက်ခတ်ပေးတယ်သူတို့ကတော့မာယကကိုရောဘလူးကြီးနှစ်ကောင်ကိုရောမှမမြင်ကြတာကျုပ်ကတော့အဲ့ဒီကောင်ကြီးတွေကိုမြင်နေရတော့စက်သိန်းတွေတဖြန်းဖြန်းထနေရတော့ပေါ့ဗျာမောင်တာတီကလေးမေကိုခေါ်ပြီးပြစမ်းကလေးတိတရာလို့မေမသိမ်းမြပါဖျားစင်ရှိကိုရောက်လာပြီးကလေးကိုခေါ်တယ်ဗျမိုးဆွေအမေကိုသိလားဒါသားအဖေကိုထုံးကျော်လေးသားရဲ့အမေအဖေသိမ်းမြတာစကားပြောတတ်ပြီဝမ်းသာလိုက်တာကဲတကြီးကလေးကိုလမ်းထ6ခိုင်းစမ်းဗျာကောင်းရလားအသေးချကြည့်ဘိုးလူပေကပြောလိုက်တော့တကြီးနဲ့ကိုသိန်းဆောင်ကမိုးဆွေကိုထားပြီးတော့လမ်းလျှောက်ခိုင်းတယ်အားလုံးကောင်းပါလေဆရာကြီးကိုသိန်းဆောင်ကဆရာကြီးကိုပြောတာဗျာကဲမာရကမင်းသစ္စာဆိုးရမယ်အဲ့ဆိုစမ်းနမိတ်စာကျွန်ုပ်မာရကသည်ဘယ်တော့အခါမှလူသားများကိုအနှောက်ယှက်ပေးခြင်းမပြုတော့ပါအကယ်၍နောက်တစ်ချိန်ပြုလုပ်ခဲ့ပါကကျွန်ုပ်၏ဦးကောင်းနှင့်ကိုသည်ချစ်စိတ်တီတီကွဲကြည်လွှင့်စင်သွားပါစေတည်းကျွန်ုပ်ကြည့်နေတယ်မိစ္ဆာကြီးမာရကာကဘိုးလူပေတိုင်ပေးတာတွေကိုတည်တည်ချာချာလိုက်ပြီးစိုးနေတာဗျကဲအထင်းကြီးများမာရကာကိုခေါ်ဆောင်သွားပြီးထိုက်တဲ့ပြစ်ဒဏ်ပေးကြပြီတော့လို့ဘိုးလူပေကပြောလိုက်တာနဲ့ဘလူးကြီးနှကောင်ကနမိတ်စာရဲ့လက်ကိုတစ်ဖက်တစ်ချက်စီဆွဲပြီးပြုံးနေပျောက်သွားရောပြီခေါ်တော့ကြပြီဆရာကြီးတို့ကျုပ်ကပြောတော့ဘိုးလူပေကခေါင်းလေးညှိပြတယ်အမေတို့အဖေတို့ကိုကြောက်စားကမသိပဲအခုကျမှဘာလို့သိရတာတော့ဒီရင်ကြီးမှကြုံနေတာကြာပြီဆိုပေမဲ့အခုမှကြုံဒီနေရာကိုရောက်လာလို့ဖြစ်နေတယ်လို့မိုးဆွေကတနာစရာပြောချတယ်မိုးဆွေအစားကမင်းမယောဂတခုဖြစ်နေလို့ဒါတွေကိုမသိတာကွာအခုဟော်ရီကဆရာကြီးကူပြီးလို့မင်းယောဂတွေပျောက်သွားပြီလေကွာဒါကြောင့်အခုလို့သိရတာပေါ့ကွာမင်းအားလုံးကောင်းသွားပြီမိုးဆွေမင်းဖေနဲ့အမေနဲ့ရှေ့လျှောက်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့နေရတော့မှာပါကွာလို့တန်ခနောက်တကြီးဦးဖိုးဝင်းကမိုးဆွေကိုပြောပြတယ်ဆရာကြီးဘိုးလူပေနဲ့ကျုပ်လေတန်ခနောက်မှာတညအိတ်ကြတယ်အိမ်ညာဘိုးလူပေပြောပြလို့ကျုပ်တိလိုက်ရတာကတော့ဒီလိုကွာမောင်တာတီရဲ့နမိတ်စာတွေကသူတို့နာမည်ကိုဘယ်သူမှမသိအောင်ဖုံးခွဲထားကြတာလူသားတယောက်ကသူ့နာမည်ကိုခေါ်လိုက်ရင်သူ့မှာရှိသမျှအစွမ်းတွေအကုန်ပြောက်သွားရောကွာ
အဲ့ဒါကြောင့်မဖေးဝါကသူ့နာမည်ကိုပြောလိုက်တာမောင်တာတီရဲ့ဘာမှလုံးဆရာမလိုဘူးကွာသူ့နာမည်ကိုခေါ်လိုက်တာနဲ့အရှုံးပေးတော့တာပဲမောင်တာတီမြင်တဲ့အတိုင်းပဲလေကျုပ်ကသူ့နာမည်ကိုခေါ်လိုက်တာနဲ့ဘာရီကားကဒူးထောက်ပြီးအရှုံးပေးသွားတာမဟုတ်လားနောက်တနေ့မနက်မှာကိုထုံးညုံလှဲနေပဲကျုပ်တို့ပြန်ခဲ့ကြတယ်ဆရာကြီးကိုဗံမွေးကုန်းပို့ပြီးမှကျုပ်ကအင်ကိုပြန်ခဲ့ရတာပေါ့ဗျာကျုပ်တို့အညာရဲ့နှွေညတွေကတော့ရက်တောင်တစ်ဖြစ်ပြနေပေါ့ဗျာဆောင်းတော့ကထက်ထက်ရှုံခဲ့တဲ့ဆောင်းတွေကိုကြည့်ုံနေတယ်အိုင်လုံးလုံးမမြင်ကွယ်ရမှာကိုတွားထားရတာပြူပူချက်ဗျာတော်တော်နဲ့ကိုအေးလို့မရဘူးဗျာသကောင်ကြောလောက်ရောက်တော့မှအေးတက်ကလေးဝင်လာပြီးအိပ်ပျော်သွားတော့တာပြူဒါတော့နှစ်ချိုက်ချိုက်အိပ်ပျော်တာမဟုတ်ပါဘူးဗျာအိတ်လိုက်နိုးလိုက်ပါပဲလင်းအားကြီးပိုင်းရောက်တော့မှနှစ်ချိုက်ချိုက်ကိုအိပ်ပျော်တော့တာပြူမနေ့ရောက်တော့တော်တော်နဲ့ကိုအိပ်ရာကမထနိုင်တော့ဘူးဗျာဒီအချိန်ကကျုပ်တို့အညာသားတွေစီးစိမ်ယူတဲ့အချိန်ပေါ့ဗျာကိုကြီးတာတီကျုံနာထဲမှာခေါ်တန်လူလူကြားလိုက်ပြန်အိပ်ပျော်သွားလိုက်ဖြစ်နေတာပြူတာတီဟဲ့တာတီဝိုင်းဝမှာနင်းကိုခေါ်လို့ဟဲ့ထားစမ်းအမေကနှိုးတော့မှကျုံနိုးသွားတာဗျာဟင်ဘသူတော့အမေရဲ့မသိဘူးဟဲ့ခေါ်တန်ကြားတာပဲကျုံလေအိတ်ချင်မူလူနဲ့ထပြီးကြည်ရတာပေါ့ဗျာတောကျော်ဗျာဆရာတော်အကြောင်းကကျောင်းသားလေးဗျာဒီအောင်တောကျော်ဒါလေးလို့ကျုပ်ကလှမ်းခေါ်လိုက်တော့မှဒီကောင်ဝိုင်းထဲကိုဝင်လာတာဗျာဟဲ့တောကျော်ဘာဖြစ်လို့ဝိုင်းထဲဝင်မလာပဲခေါ်နေတာတော့တန်းဝင်လာခဲ့ပြီးရောမဟုတ်လားအမေကတောကျော်ကိုပြောတာဗျာကိုကြီးတာတွေရှိလားမရှိလားမသိလို့အကြီးရဲ့တောကျော်ငါ့ကိုဆရာတော်ခေါ်ခိုင်းလို့လားလို့ကျုပ်ကမေးလိုက်တော့တောကျော်ကမျက်လုံးလေးပြူးပြူးလေးနဲ့ကျုပ်ကိုကြည့်ပြီးခေါင်းငိမ်ပြတယ်ဗျာဖူဆွဲခိုင်းမလို့ထင်တယ်ဟုတ်ဘူးကိုကြီးတာတွေဧည့်သည်တွေရောက်နေလို့ဗျဟေးဘယ်ကလူတွေတုံးကွာတောကျော်ရဲ့လူတွေမဟုတ်ဘူးကိုကြီးတာတွေရဲ့ဥပစင်းတွေနှစ်ပါးဗျဟေးဘယ်ရွာကဥပစင်းတွေလဲကွာအဲ့ဒါတော့ကျုပ်လည်းမသိဘူးဗျတခါမှတော့ကြောင်းကိုလာတာမတွေ့ဘူးဗျကျုပ်ကမျက်နှာကြပြကြရတစ်ပြီးတောကျော်နဲ့ဆရာတော်အကြောင်းကိုလိုက်လာခဲ့တယ်ကြောင်းရောက်တော့ဆရာတော်ကိုဝှစ်ဖြစ်ပြီးအာဂန်နုဦးစင်းနှစ်ပါးကိုပါဝှစ်ဖြစ်လိုက်တယ်ဥပစင်းတွေကအသက်40ကျော်အရွယ်တွေဗျကျုပ်ကိုအကက်ခတ်ပြီးကြည့်နေကြတယ်ဆရာတော်တာတီဆိုတာသူလားဖေဟာဟုတ်တယ်ဦးတိတ်ခါတာတီဆိုတာသူပါပဲဒီကတကားလေးကငယ်လုံးနေတော့တပည့်တော်တို့အကြောင်းကိစ္စကကြီးနေသလားလို့ပါဖေဟာဆရာတော်ကအာဂန်နုဦးစင်းနှစ်ပါးကိုပြုံးပြီးတော့ကြည့်လိုက်တယ်ရှင်ဖျားပြောတဲ့သဘောကိုတပည့်တော်သိပါတယ်အရှင်ဖျားတို့ကိစ္စကိုမောင်တာတီဆောင်ရွက်နိုင်ပါမလားလို့အရှင်ဖျားတို့ကိုတန်တရားဖြစ်နေတယ်မဟုတ်လားဒီအတွက်တော့မပူပါနဲ့အရှင်ဖျားမောင်တာတီကငယ်ပြီမဲ့မောင်တာတီရဲ့နောက်ကဆရာကြီးတွေကမငယ်ကြပါဘူးဆရာဆိုင်းနှုံဖာတို့ဆရာဘူးလူပေတို့ဆရာကြီးဦးမင်းအောင်တို့ဆိုတာကနေနေရရပုံကိုယ်တွေမဟုတ်ကြပါဘူးဖေဟာပြီးတော့မောင်တာတီရဲ့နောက်မှာမမရက်နေတဲ့မဖဲဝါကလေမောင်တာတီတောင်းသမျှအကူအညီကိုပေးနေကြပါတယ်ဖေဟာမဖဲဝါဟုတ်လားအရှင်ဖေဟာဟုတ်တယ်ဦးညာနာမဖဲဝါနဲ့မောင်တာတီတို့ကဟိုးညောင်ရမ်းခေတ်ကလေးကဆရာတူတပည့်တွေဗျပညာမောင်နှမတွေဒီဘဝမှာပြန်ပြီးဆုံးကြတာမဖဲဝါကတော့အကြောင်းမကောင်းလေဘူးပေါ့အရှင်ဖေရေတင်းချိုင်းဆောင်တရားမကြီးဖြစ်နေလေရေဒါပေမဲ့သူမောင်တာတီကိုတော့တတော်ကိုရှစ်ချတာဗျအာကြီးဆောင်းချောက်တာဟင်ဟုတ်လားမောင်တာတီကိုကျုပ်တို့ကအထင်သေးလို့ပြောတာမဟုတ်ပါဘူးကွယ်ဝေနဲ့အားမျှပါမလားလို့တွေးလိုက်မိတာပါဦးတိတ်ခါကကျုပ်ကိုအားနာပြီးပြောလိုက်တယ်ဗျရပါတယ်ဗျတပည့်တော်နားလဲပါတယ်တာရုကွယ်တာရုဦးတိတ်ခါကကျုပ်စကားကိုတာရုခေါ်တယ်ဗျအရှင်ဖျားတို့ရဲ့အကြောင်းကိစ္စကိုသိပြစီဖျားဒီလိုတာတီဟောဒီဦးတိတ်ခါတို့ကအလေရုံးမနာကစင်မားတို့ယုံပြေတို့ကုတ်ကူဝါတို့တရကုန်းတို့ဆိုတဲ့ရွာတွေကတရကုန်းရွာကကွာသူတို့ဆရာတော်ရာစင်တာကငါနဲ့စာတင်ပဲစာဝါလိုက်လေအတူတူစာချက်လေအတူတူစွမ်းငံကြော်လေအတူတူပေါ့ကွာအခုဒီဥပစင်းတွေလာကြတာကငါတငယ်ချင်းမောင်ရာစင်လှုပ်လိုက်လို့ကွာအကြောင်းကတော့အစမ်းသားဟီကြောက်စရာလေအတော့ကိုကောင်းတာသူတို့သတင်းသုံးတဲ့တရက်ကုန်းတရွာလုံးယူသွားလို့တယ်ဟီဖေဟာတရွာလုံးယူသွားတယ်ဆရာတော်ရဲ့စကားလေးဆုံးတော့ကျုပ်လန့်ပြီးအော်မေးလိုက်မိတယ်ဗျူဟုတ်တယ်မောင်တာတီဒီဥပစင်းတို့တန်ဃာတွေအားလုံးစင်မရွာအလှကိုကြွနေကြတာကျောင်းမကပ်ပြားနဲ့ကိုရင်နှစ်ပါးပဲကြံနေစင်မလူပြီးလို့ကျုပ်တို့တန်ဃာတွေပြန်ကြွလာတော့ကိုရင်လေးတွေနဲ့ကပ်ပြားကအလန့်တရာ၆လာတော့တာပဲကွာရွာလုံးကသူတွေအားလုံးယူနေကြပြီးတော့ရွာတွေကအိမ်ဒီပေါ်မှာကြီးကန်းတွေအများကြီးနားနေတာတဲ့မမဲကိုလှုပ်နေရဆိုပဲ
အင်ခေါင်မိုးတွေပေါ်မှာရောတစ်ပင်တွေပေါ်မှာရောအကောင်ပေါင်းတောင်းနဲ့သိန်းနဲ့ချီနေရလို့ရှောက်တယ်။ကျောင်းမှာကြံခဲ့တဲ့ကက်ပီယာနဲ့ကိုရင်တွေကတော့ဘာမှမဖြစ်ကြဘူးလားဖေ။ကျုပ်ကအံ့ဩလုံးလို့မေးလိုက်တာဗျ။ဘာမှဖြစ်ဘူးမောင်တာဒီရဲ့ကျုပ်တို့ကျောင်းကရွာရှိပိုင်းမှာရွာထဲပိုင်းနဲ့ဆိုရင်နည်းနည်းတော့လှမ်းသေးတယ်။ကိုရင်လေးတွေစွမ်းခံကြတော့ကြီးကန်းတွေလိုက်ထိုးလို့ထွက်ပြေးလာရတာလေဟိ။လူတွေကယူပြီးရင်းနေကြတာတဲ့။ပါဇက်ကလည်းတောင်စင်ရီမြတွေဘာတွေပြောနေမှန်းကိုမသိတာတဲ့။ဒါနဲ့ပဲကိုရင်လေးတွေကိုကက်ပီယာကကျောင်းမှာပဲစိုးချက်ကဲရတာတဲ့ကွာ။အရှင်ဖျားတို့ရောရွာတွေကိုတွားကြည့်ကြသေးလားဖေ။ဟာကြည့်တာပေါ့။ကျုပ်တို့ကျောင်းကရှိသမျှတန်ဃာတွေအားလုံးရွာထဲတွားပြီးကြည့်ကြတာ။လူတွေကသူတို့နာမည်ကိုတော့သူတို့မမှတ်မိတော့ဘူးတာတီ။ဟာဒီလောက်တောင်ဖြစ်သွားတာလားဖေ။ဟုတ်တယ်ကွာ။ဒါပေမဲ့အကုန်လုံးယူတာတော့မဟုတ်ဘူးကွာ။အခြားကိုခီးသွားနေတဲ့လူတွေပြောင်းလာတော့အကောင်းပဲတယ်ကွာ။ဘယ်သူမှမယူဘူး။သူတို့ပြောလို့ဦးပစင်းတို့တိတာတခုရှိတယ်။ရွာပြင်မှာအလောင်းနှလောင်းတွေ့တယ်တဲ့။ဘသူ့အလောင်းလဲတော့မသိဘူးလေကွာ။အလောင်းတွေမှာအသားဆိုလို့ဘာမှကိုမရှိတော့ပဲအယိုးစုကြီးပဲကြံတော့တာတဲ့။ဟာကြီးကန်းတွေထိုးစိတ်ပြီးစားတော့ပြကြတာလို့ဦးပစင်းတို့ကတွေးတာပေါ့ကွာ။ရွာမှာရောက်နေတဲ့ကြီးကန်းကဒီဦးပစင်းစိတ်ထင်ပြောရရင်တော့အကောင်ရေတောင်းနဲ့ရှိနေမယ်ထင်တယ်။ဟာဒီလောက်တောင်များသလားဖေ။များတယ်မောင်တာဒီများတယ်ကွာ။အဲ့ဒီလောက်များရင်တော့လူနှောင်းမဟုတ်ဘူးဦးပစင်း။ရွာလုံးကိုတော့တက်ပြစ်နိုင်မယ်ထင်တယ်။ဟာတေချာတော့ပေါ့ကွာ။အယူတွေအင်ပြင်ထွက်သွားတာနဲ့ပြေးစင်းလာပြီးဝိုင်းထိုးကြစိတ်ကြတာကွာ။အယူတွေဆိုတာအင်ပြင်ကိုတယောက်မှကိုထွက်ရဲဘူးကွာ။ဟင်ဒါဆိုရင်တရားလုံးကြီးကန်းတန်တွေညံနေမှာပေါ့ဖေ။ဟာမညံဘူးမောင်တာဒီရဲ့ကြီးကန်းတွေကအတန်တန်မှကိုမထွက်ဘူးကွာ။ငြိမ်ပြီးတော့ရွာတွေကိုပဲကြည်နေတာ။အင်ပြင်ထွက်တာနဲ့ပြေးပြီးထိုးကြတာ။အတန်တန်မှကိုမထွက်ဘူးကွာ။ဟာကြောက်တော့ကြောက်စရာကြီးပါလားအချင်းဖျားရဲ့။ဟုတ်တယ်မောင်တာဒီဒါကြောင့်ဆရာတော်ကဒီဦးပစင်းတို့ကိုလှုပ်လိုက်တာ။နေပေါင်းဦးပစင်းရဲ့ဒီဦးပစင်းတို့ရွာတွေသွားကြည့်တော့ကြီးကန်းတွေကလိုင်းမထိုးကြဘူးလား။ကျုပ်တို့ကရေနာတော့ပြေကိုရုပ်သွားကြတာမောင်တာဒီရဲ့ကျုပ်တို့ကိုကြီးကန်းတွေကမထိုးကြဘူးကြည့်အောင်ပဲကြည့်နေကြတာကျုပ်တို့ကတော့ခေါင်းကိုတင်ကန်းတွေအုပ်ထားကြရတာပေါ့ကွာဒါပေမဲ့မထိုးကြဘူးပြီးတော့ယူသွားတဲ့လူတွေကအစားတောက်လည်းမစားကြဘူးကွာကြာရင်တေအောင်ကြမှာပဲသမင်းမန်းဟင်းမန်းမသိအောင်ကိုယူကြတာပဲအရှင်ဖျားရဲ့ဟုတ်တယ်မောင်တာဒီရဲ့အကြောင်းတွေကိုကျုပ်တို့ကမသိပေမဲ့ကျုပ်တို့ဆရာတော်ကသိတယ်ကျုပ်တို့ဆရာတော်နဲ့ဒီကဆရာတော်တွေကကိုနဲ့ကပြောသလိုတငယ်ချင်းတွေလည်းဖြစ်တယ်အလှူတန်းတွေကထိန်တွေမှလည်းစုံနေကြဆိုတော့မောင်တာတိအကြောင်းကိုဆရာတော်ဦးနာကပြောပြဘူးလို့ဦးပစင်းတို့ဆရာတော်ကတီးပြီးသားပါဒါကြောင့်လည်းအရေးကြုံတော့ဒီကိုချက်ချင်းလှုပ်လိုက်တာပေါ့ကွယ်ကဲအဖြစ်ကတော့အဲ့ဒါပဲမောင်တာတိအဖြစ်ကတော့အဲ့ဒါပဲကွယ်အားလုံးရွာလုံးကျုပ်ဆိုတာရွာလုံးကျုပ်ယူရဆိုတော့ဘာတွေဖြစ်တယ်ဆိုတာကိုပြန်ပြောမဲ့လူလေတယောက်မှမရှိဘူးလေဆရာတော်ကကျုပ်ကိုပြောလိုက်တာဗျတပည့်တော်လည်းဒီဖြစ်ပြက်မျိုးတခါမှမကြောက်ဘူးဖေဟာတပည့်တော်ရဲ့ဆရာကြီးတွေလည်းဒီလိုအဖြစ်ပြက်မျိုးတခါမှပြောပြဘူးဖေဟာဟုတ်တာပေါ့ကွာကျုပ်ဆိုရင်အခုအသက်80ကျော်နေမှပဲကျုပ်တက်ဒါမျိုးမြင်ဖူးဖို့နေတာတခါမှမကြောက်ဘူးမောင်တာတည်းဆရာတော်ကပြောလိုက်တော့တရကုန်းကရောက်လာတဲ့ဥပစင်းတစ်ပါးကခေါင်းငိတ်ကြတယ်ဗျဒီလိုလုပ်ပါဖေဟာအရှင်ဖျားတို့ဒီတညတော့ဒီเจ้าမှာပဲသတင်းသုံးကြပါဖေဟာတပည့်တော်အချိန်ဆွဲပဲလှုပ်ရှားချီတာတွေလုပ်ပါမယ်ဒါပေမဲ့ညာကြမှာလှုပ်လို့ရမှာမဟုတ်ပါဖေဟာတောင်းပါပြီမောင်တာတီကျုပ်တို့ဒီညဒီเจ้าမှာပဲကျင်းလိုက်ကြပါမယ်ကျုပ်လည်းအချိန်ဖြုံးမနေတော့ပဲဆရာတော်နဲ့ဥပစင်းတစ်ပါးကိုကြော့ပြီးပြန်လာခဲ့တယ်ပြန်ရင်းနဲ့ပဲကြောက်ခင်းတဲ့တံမဏိကိုဝင်းခေါ်လိုက်တယ်တံမဏိကိုပတ်စံပေးပြီးကြက်ဝယ်ခိုင်းလိုက်တယ်ကြောက်ခဲကိုတော့မီးလောင်ကိုလှုပ်ပြီးနဂရောဒေါ်ထွေးကိုမုံမချုပ်ခင်လာခဲ့ဖို့ပြောခိုင်းလိုက်တယ်ကျုပ်ကဒေါ်ထွေးနဲ့တခါမှလုံးမလုပ်ဘူးသေးဘူးဗျတံမဏိကတော့စကားသာနေတာဗျအလုံးလုံးတဲ့နေရာမှာတော့လှုပ်သေးချတဲ့ကောင်းပါဗျအခုလေကျုပ်ကကြက်ဝယ်ခိုင်းလိုက်တာဒီကောင်ကနနွေးမှုန့်အရှုံမှုန့်ငရုတ်သီးကြက်သွန်မဆလာပါမကြံအောင်ဝဲလာတာဗျငရုတ်သီး6ကလည်းပါသေးတယ်ဗျပြီးတော့ထမင်းတို့ထုတ်ဖို့ငပြောဖက်ပါခုတ်လာတာဗျကျုပ်ကမဖဲဝါအတွက်ချက်ရင်အမေစီကဘာမှမယူပဲအကုန်လုံးဝယ်သုံးတယ်ဆိုတာကိုကြောက်ခဲရောတံမဏိရောတီးကြတယ်လေဗျစီကတော့ကျုပ်တို့အိမ်မှာပေါ်တယ်လေဗျဝယ်စရာမလိုဘူးဗျမီးလောင်ကကြောက်ခဲတို့ပြောင်းလာတော့ကျုပ်ကိုဟင်းကူချက်ပေးတယ်ဗျဒေါ်ထွေးကိုလည်းတေချာအောင်ကြောက်ခဲကမှားခဲ့ပြီးသားလေဗျာညနေ9 နာရီလောက်ရောက်တော့ထမင်းတို့ထုတ်ပြီးကျုပ်တို့ထမင်းတောင်းကိုအစင်းသင့်ပြင်ထားလိုက်တယ်ညနေနေမွေခင်ဒေါ်ထွေးလည်းရောက်လာတယ်
ညာ9နာရီထိုးတော့ကြောက်ခဲကထမင်းတောင်လေးထန်တမနီးကဓမီထိုးပြပြီးကျုပ်တို့တနောင်ကုန်းတင်းချိုင်းလေးကိုရောက်လာကြတယ်။တင်းချိုင်းလေးကိုရောက်တော့ကျုပ်ပြင်နေကြကျောင်းမကြီးရဲ့အုပ်ကူပေါ်မှာထမင်းပွဲပြင်လိုက်တယ်။ကျုပ်ဖျောင်းနိုင်ထွန်းလိုက်တဲ့အချိန်မှာတင်းချိုင်းဆက်ပေါ်မှာနားနေတဲ့ငှက်တကောင်ထပြန်သွားတယ်ဗျ။အတန်ကြားလိုက်တော့မှငှက်ဆိုးတကောင်မှန်ကျုပ်တိလိုက်တယ်။အိမ်တွေမှာလူမမရှိရင်ငှက်ဆိုးထိုးတဲ့အတန်ကိုသိကြောက်ကြတာပေါ့ဗျာ။အဲ့ဒီအချိန်မှာငှက်ဆိုးထိုးလို့ကတော့လူမမာကိုကုလို့မရတော့ဘူးလို့ယုံကြည်ကြတာဗျ။ဒေါ်ထွေးကလည်းချားနှက်ကြော်တွေ့လို့ပဲဗျ။ကျောင်းမကြီးကူရှိကမြက်ခင်းလေးပေါ်မှာကျုံကျုံလေးထိုင်ပြီးစပင်ကိုဖားရဖြေချလိုက်တယ်။ကျုပ်ကဒေါ်ထွေးအစင်သေးဖြစ်သွားတဲ့အချိန်မှာမဖဲဝါကိုစာပြီးပင်းလိုက်တယ်။တင်းချိုင်းရှင်မကြီးမဖဲဝါရောက်ရရက်ကနေကြွလာခဲ့ပါဗျာ။အချင်းနေထွက်အနောက်နေဝင်တောင်တငါကွန်မြောက်တူဝန်အတွင်းရောက်ရရက်ဌာနကအမြန်ဆုံးကြွခဲ့ပါဗျာ။မဖဲဝါအတွက်စာပွဲပြင်ပြီးထားပါပြီဗျာ။အမြန်ဆုံးကြွခဲ့ပါ။ဟောလာပြီဗျူ။ခွေးဦးတန်ကြီးမီးလောင်ကုန်းဘက်ကစာပြီးကြားနေရပြီဗျ။နီးလာပြီဗျူ။ခွေးဦးတန်ကတဖြည်းဖြည်းနီးလာပြီ။မဖဲဝါရဲ့ခွေးကြီးနဲ့ကြော်ကြီးရဲ့အတန်ကြီးဗျ။ဟောလာပြီဗျူ။တင်းချိုင်းကူတွေပေါ်ကနေရိတ်ခနဲနဲ့ရွေ့လာတာဗျ။ဟာဒေါ်ထွေးကိုယ်တွေကိုလှစ်ခနဲဝင်သွားပြီဗျူ။ဒေါ်ထွေးကစပင်ဖားရကြီးနဲ့လက်တွေကကွေးကောက်ပြီးထားရက်ပြီဗျ။ဟောခုံပြီ။ခုံတက်လိုက်ပြီဗျ။သမင်းပွဲပြင်ထားတဲ့အုပ်ကူကြီးပေါ်ကိုလွှားခနဲခုံတက်လိုက်တာဗျ။ပုံမှန်ဆိုရင်ဒေါ်ထွေးဘယ်ခုံနိုင်မှာတော့ဗျာ။မဖဲဝဝင်နေလို့သာခုံနိုင်တာဗျ။စားပြီဗျူ။ကူပေါ်မှာဒူးတစ်ဖက်ထောက်တစ်ဖက်လဲထိုင်ပြီးထမင်းတွေစားရော့ဗျူ။ထမင်းစားလိုက်ကြက်သားစားလိုက်အယိုးတွေကူပေးပြစ်ချလိုက်နေဗျ။တကယ်တော့အယိုးတွေကိုနှက်ကြော်ကြီးစီကိုပြစ်ချပေးနေတာဗျ။ထမင်းတွေဟင်းတွေတဝက်လောက်ကုန်သွားတော့မှမဖဲဝါကကျုပ်ကိုလှမ်းကြည့်တယ်။ဒီလိုပါမဖဲဝါရုံးမနာမှာရှိတဲ့တရကုန်းရွာကဖုန်းချင်းတစ်ပါးရောက်လာတယ်။သူတို့တရားလုံးယူသွားလို့တဲ့ဗျာ။မဖဲဝါကခေါင်းချိန်ပြီးပြောတယ်။ကြီးကန်ဆိုတာအနက်ပဲရှိတယ်။ကြီးဖြူဆိုတာမရှိဘူး။နှစ်တွေရာနဲ့ချီမှကြီးဖြူလူကောင်ပေါ်တက်တယ်။အဲ့လိုကြီးဖြူပေါ်ရင်သတင်းကြားတဲ့ကြီးနက်တွေအားလုံးရောက်လာပြီးကြီးဖြူကိုခါစားကြတယ်။ကြီးဖြူကသူတို့ရဲ့အချင်းတခင်ပဲ။အခုလေရုံးမပေါ်မှာကြီးဖြူလူကောင်ပေါ်နေတယ်။ကြီးနက်တွေတောင်းတဲ့တိန်းနဲ့ချီပြီးရောက်လာကြတယ်။လူတွေကြီးဖြူပေါက်တဲ့တော်ရဲကိုလာရင်ကြီးနက်တွေကစောင့်ကြည့်ကြတယ်။ကြီးဖြူကိုအကာအကွယ်ပေးဖို့အမြဲစောင့်ကြည့်နေကြတာ။တရကုန်းကငစင်းနဲ့ငတင့်ဆိုတဲ့ညီကိုကတော်ရဲဝင်ပြီးထင်းခွေရင်နဲ့ကြီးဖြူကိုတွေ့သွားတယ်။ငစင်းဆိုတဲ့ကောင်ကလေးဝပြက်တာအမတန်မှလက်ဖြောင်းတဲ့ကောင်လေးပဲ။အတင်းကကြီးမဲတွေကိုလေးခွားနဲ့ပြစ်ပြီးမောင်းထုတ်ပြီးငစင်းကကြီးဖြူကိုပြစ်ချလိုက်တာ။တစ်ချက်ထဲနဲ့ထိပြီးပြုတ်ကျလာတယ်။ကြီးနက်တွေအရန်တောသားဖြစ်ပြီးငစင်းနဲ့ငတင့်ကိုဝိုင်းထိုးကြတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကလည်းလေးဝါးနဲ့မနာတမ်းပြစ်ပြီးရွာရောက်အောင်ပြေးကြတယ်။ငစင်းနဲ့ငတင့်ကသူတို့ပြစ်လာတဲ့ကြီးဖြူလေးကိုရွာထဲမှာပြတော့ရွာသားတွေဝိုင်းအောင်ပြီးကြည့်ကြတယ်။ကြီးဖြူဆိုတာမြင်မှမြင်ဖူးကြတာ။ကြီးဖြူကနှုတ်တီရောခြေထောက်ရောအားလုံးဖြူတာ။ခြာတစ်ခုပဲအနီးပါတယ်။အဲ့ဒီကြီးဖြူကိုငစင်းနဲ့ငတင့်ကမိခင်စားကြတယ်။မစားခင်မှာငတင့်ကပြောသေးတယ်။ဒီကောင်ငစင်းကြီးဖြူသာစားပြီးရင်မင်းနဲ့ကနေကရုပ်ဝိပြတ်တာလို့စွန့်ကျင်စွန့်တော့မှာကွာ။ဟာအဲ့လိုစွန့်တော့လေကောင်းတာပေါ့ကွာ။တော်ရင်းကတစ်ပင်တွေကိုတရက်သေးကုံအောင်လှည့်ပြီးထင်းခွေထားလိုက်ရင်အမေတို့ဖေတို့တသက်စာဖူလုံပြီပေါ့ကွာ။အဲ့ဒီညီကိုကြီးဖြူလေးကိုမိခင်နဲ့အနံ့ဟာတရွာလုံးကိုပြန်သွားတယ်။လူတွေကလည်းမှွေးလိုက်တာစူပြီးရှူကြတယ်။ရှူရင်းနဲ့တဖြည်းဖြည်းယူကုန်ကြတာဟေ။အစင်းနဲ့ငတင်းကတော့ယူသွားပေမဲ့ကြီးဖြူသားကိုစားလိုက်ကြတယ်။ပြီးတာနဲ့ညီကိုနှစ်ယောက်လေးဝါးတွေယူပြီးရွာပြင်ကိုထွက်လာကြတယ်။နောက်ထပ်ကြီးဖြူလူကောင်ထက်ချအောင်မဲ့စူပြီးထွက်လာကြတာ။သူတို့နှစ်ယောက်စလုံးယူနေကြပြီလေ။သူတို့ထွက်လာတာလဲတွေ့ရောတစ်ပင်တွေပေါ်မှာနားနေတဲ့ကြီးနက်တွေဟာအကောင်ပေါင်းထောင်နဲ့ရှိပြီးသူတို့ကိုဝိုင်းထိုးကြတာဟဲ့တာဒီရဲ့ပထမဆုံးမျက်လုံးတွေကိုဖောက်ပြက်တယ်ပြီးတော့အသေးထိုးတတ်ကြတာငစင်ရောငတင်ရောအော်ရင်ဟေရင်တေးုံကြရောသူတို့အရှင်သခင်ကိုတတ်သွားတဲ့ကောင်တွေဆိုပြီးကြီးနက်တွေဟာအသားတွေပါထိုးစားကြတာနောက်ဆုံးအယူစုပဲကျန်းတော့တာအာဒါဆိုရွာသားတွေတွေ့တဲ့အယူစုနှစ်ခုဆိုတာငစင်နဲ့ငတင်ရဲ့အယူစုတွေပေါ့ဗျအေးဟုတ်တယ်အခုကြီးကန်းတွေကတစ်ပင်တွေပေါ်မှာရောအင်ခေါင်မိုးတွေပေါ်မှာပါနာပြီးစောင့်ကြည့်နေကြတာတဲ့မဖဲဝါအဲ့ဒါဘလို့လုံးရမှာတော့ဗျာတာတီနင်းလို့ပေးခြင်းငါပြောတာကိုမှတ်ထားပြီးတွားလို့ပေးလိုက်ပြီးတော့ကောင်းပါပြီမဖဲဝါနင်းစင်မကိုသွားအဲ့ဒီကနေတောင်ပေါ်ကိုတက်ကြီးမနာဆိုတဲ့ရွာတောင်ပေါ်မှာရှိတယ်တရင်တွေနေကြတာအဲ့ဒီရွာကိုဘယ်ကြီးကမှဝင်ပြီးတော့မနာဘူးရွာပေါ်ကလည်းဖြတ်မပြန်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရွာမှာကြီးနှုတ်သေးပင်ရှိလို့ဟဲ့အပွင့်ကအနက်ပွင့်နေ
ပုံစံကကြီးကန်းနှုတ်သီးနဲ့တပုံစံနဲ့ပဲကြီးကန်းကအဲ့ဒီအပင်ရှိနေတဲ့နေရာကိုလုံးလုံးကိုမသွားတာအဲ့ဒီကြီးနှုတ်သီးပင်ကခိုင်းတစ်ခိုင်းကိုယူရမယ်နင်းဟာနေတက်ခုတ်လို့ကတော့မရဘူးတစ်ပင်ကအကြည့်ကြီးအဲ့ဒီမှာတရေကောင်စောင့်နေအပင်လာခုံကြီးရှင်းရှင်းတက်ပြစ်မှာအဲ့ဒီရွာမှာနေတဲ့လူတွေကအဲ့ဒီတရေကိုမြင်ဖူးကြတယ်ဘယ်တော့မှအဲ့ဒီအပင်အောက်ကိုမသွားဘူးနင်းအဲ့ဒီတရေကိုပြောလိုက်မဖဲဝါဆေးသုံးပြူခြင်းလို့တကိုင်းတကိုင်းပေးလိုက်ပါလို့မှားတယ်လို့ပြောသူကနင့်ကိုတကိုင်းတကိုင်းပေးလိုက်မယ်အဲ့ဒီတကိုင်းကိုယူပြီးအပင်အောက်ကခတ်တုတ်တုတ်ပြန်ခဲ့အဲ့ဒီတကိုင်းကိုအမှုတ်တိုက်ပြီးမိခဲပေါ်ဖြူလိုက်ရင်ထွက်လာတဲ့မိခိုးကိုအယူတွေကိုရှူခိုင်းအားလုံးကောင်းသွားလိမ့်မယ်အဲ့ဒီမိခိုးကိုရွာထဲမှာအစာဆုံးလွတ်လိုက်ကြီးကန်းတွေပြေးလိမ့်မယ်စားတော့ပြီးတာနဲ့မဖဲဝါပြန်ထွက်သွားတယ်မဖဲဝါထွက်သွားတာနဲ့ရှေ့ကိုကုံကုံကြီးလဲကျသွားတဲ့ဒေါ်ထွေးကိုကျုပ်ကပြေးထူပြီးပုံနှိုးရတာပေါ့ဗျာဒေါ်ထွေးတတိကောင်းကောင်းရတော့ကျုပ်တို့ရွာပြန်လာခဲ့တယ်အိမ်ရောက်တော့အကျိုးကြောင်ပြောပြပြီးဆရာတို့အကြောင်းကိုလာခဲ့တယ်ဗျာကြောက်ခင်းတဲ့တံမလီကိုတော့အိမ်ပြန်ခိုင်းလိုက်တာပေါ့ဗျာဆရာတော်အကြောင်းကိုရောက်တော့ကျုပ်ကိုစောင့်နေတဲ့ဆရာတော်နဲ့တရေကုန်းကဥပဇင်းတစ်ပါးကိုမဖဲဝါပြောသမျှအားလုံးပြောပြလိုက်တယ်မနဲ့အစိုးကြီးထားပြီးတရေကုန်းကလာတဲ့လှင်းနဲ့ကျုပ်လိုက်ခဲ့တယ်ဥပဇင်းတစ်ပါးကတော့ကျုပ်လိုက်လာတော့ဝမ်းသာကြတာပေါ့ဗျာလဲကိုစင်မအထိတန်းပေါင်းကြတယ်စင်မရောက်တော့ဥပဇင်းတွေကသူတို့နဲ့အလုံးရင်းနှီးတဲ့လူတစ်ယောက်ကိုကျုပ်နဲ့ထည့်ပေးလိုက်တယ်ဒီလူကစင်မသားဗျာနာမည်ကကိုမှတ်တဲ့တောင်ပေါ်မှာတော်တော်လေးကျွမ်းနေသူရဲ့ဗျာတောင်ပေါ်ကကရင်ရွာကိုလည်းမကြမကြာတွားနေတဲ့လူတွေဗျာတရကုံကကြွလာတဲ့ဥပဇင်းတစ်ပါးကစင်မဖုန်ကြီးเจ้าမှသတင်းသုံးနေကြတယ်စင်မဆရာတော်ကလည်းသူတို့နဲ့တော်တော်လေးခင်မင်တာဗျာလဲဆရာကတော့ရွာတွေကသူ့အတိအိမ်မှာတဲတယ်လဲဆရာကခီးသွားနေလို့မယူပဲကြမ်းခဲ့တာတရကုံကသတင်းစင်မမှာပြတ်နေပြီဗျာဖုန်ကြီးเจ้าမှလူတွေအုံပြီးတရကုံဥပဇင်းတွေကိုမေးကြမြန်ကြဥပဇင်းတွေပြောတာကိုနားထောင်ကြားနေပေါ့ဗျာလာပြီးကကြတဲ့စွမ်းတီစွမ်းရင်းတွေဆိုတာလည်းမနှဲပါဘူး။သမင်းစားပြီးတာနဲ့ကျုံတဲ့ကုမတ်တောင်ပေါ်ကိုစားပြီးတက်ကြတယ်။ကုမတ်ကလမ်းကျွဲတဲ့သူဆိုတော့ခရီးတွင်တာပေါ့ဗျာ။ကြီးမနာကိုရောက်တော့ညနေ3 နာရီထိုးပြီဗျာ။ကြီးမနာကကရင်ရွာလေးဗျာ။ဒီရွာလုံးခြေတန်းရှိအိမ်တွေကြီးပဲ။ကုမတ်ကသူ့မိတ်ဆွေစော်တေးတေးအိမ်ကိုတန်းသွားတယ်။အကျိုးကြောင့်ပြောပြတာပေါ့ဗျာ။တရကုံကအဖြစ်ပြက်ကိုကြားတော့စော်တေးတေးကအံအောင်လို့သူ့ရင်ဘတ်ကိုလက်နဲ့ဖိပြီးဖြစ်မှဖြစ်ရလိကွာတရွာလုံးယူသွားတယ်လို့ငါဖြစ်တခါမှမကြောက်ဘူးပါကွာငမှက်ရဒါဟာကြီးကန်းတွေကျင်းစာတိုက်တာဖြစ်မယ်ကွာဟုတ်တယ်စောတေးတွေကြီးကန်းတွေရဲ့ကျင်းစာတင်တာဗျကျုပ်ကဝင်ပြောလိုက်တယ်ကိုမတ်ကကျုပ်အကြောင်းကိုပြောပြထားတော့စောတေးတွေကကျုပ်ပြောတာကိုလေးနဲ့နဲ့ကိုလက်ခံတာပေါ့ဗျာနေပေါင်းမောင်တာတည်းငါစီကိုမင်းတို့လာကြတာဘာကိစ္စရှိလို့တော့ဒီလိုဗျစောတေးတွေရဲ့ဒီဘက်မှာကြီးနှုတ်တီးပင်ဆိုတာရှိတယ်လို့ပြောတယ်ဗျဟေးကြီးနှုတ်တီးပင်ဟုတ်လားငါတို့ကြားတော့မကြောက်ဘူးပေါ့ကွာဘလို့ပုံစံနဲ့တော့အပင်ကြီးမျိုးတယ်ဗျသမုံးပင်လိုမျိုးဖြစ်မှာပေါ့ဗျာအပွင့်ကအနက်ပွင့်ပွင့်လာတယ်ဗျအပွင့်ပုံစံကကြီးကန်းရဲ့နှုတ်တီးနဲ့တူတယ်တဲ့ဗျဟာရွာပြင်မှာရှိတဲ့အပင်ကိုပြောတာထင်ပါတယ်အနက်ရောင်ပွင့်တဲ့အပင်ဆိုလို့အဲ့ဒီပင်ပဲရှိတာကွာအပွင့်ကဘာပုံစံလဲဆိုတာတော့ဘယ်သူမှမသိပါဘူးကွာအဲ့ဒီပင်ကနှက်ကြီးရဲ့ဆိုပြီးတို့ရသားတွေအဲ့ဒီပင်သားကိုတွားဖို့မတွားကြတာနွားတွေအဲ့ဒီပင်အောက်ရောက်သွားရင်လက်လန့်ပြီးတော့ပြေးကြတာကွာနတ်တော့မဟုတ်ဘူးဗျာမဖဲဝါပြောလိုက်တာကတရေကြီးတစ်ကောင်ဆောင်းရတာတဲ့ဒီပင်ကိုကြီးနှုတ်တီပင်လို့ခေါ်တဲ့ဗျာဒီပင်ကမှော်ဝင်ပင်ဆိုတော့အဆောင်ရှိတယ်သူ့ပင်သားကိုလူတွေနွားတွေလာတာကြိုက်ပုံပေါ်ဘူးအေးအဲ့ဒါကိုမင်းကဘာလို့မတော့မောင်တာတည်းကျုပ်ကအဲ့ဒီပင်ကတကိုင်းကြီးကြီးတကိုင်းလောက်လိုချင်တာဗျာထွာဆိုင်လောက်ရှိတဲ့ဂိုင်းပေါ့ဗျာနို့အပင်ကရောကြီးရလားထွာဆိုင်လောက်ဂိုင်းရောရှိပါမလားစောတေးရဲ့ရှိတယ်ကွာရှိတယ်အပင်ကထနောင်းပင်ကြီးလောက်ရှိတာထွာဆိုင်လောက်ဂိုင်းတွေရှိတာပေါ့အာဒါဆိုတော့အဆင်ပြေပြီပေါ့ဗျာအဆင်ပြေတာတော့ဟုတ်ပါတယ်မင်းကအပင်ပေါ်တက်ပြီးတကိုင်းကိုခိုးရဲလို့လားမင်းပြောတဲ့အဆောင်ကကန်ချလိုက်မှာနော်တို့ရွာကလူတွေကတော့တယောက်မှကိုအဲ့ဒီပင်ရှိတဲ့နေရာမတော်ရဲကြဘူးကွာရပါတယ်ဗျကျုပ်တက်ခုတ်ဆရာမလိုပါဘူးအဆောင်သူ့ဟာသူရှိုးချပေးမှာပါကျုပ်ကိုတခုတော့လုပ်ပေးဗျာဘလောက်ကြာကြာချုပ်ပေးပါမယ်ဘာများတော့မဟုတ်တာဒီရဲ့အပြောနှစ်ဖိနဲ့ကြွယ်ဝဲတစ်လုံးလိုချင်တယ်ဗျအာဒါကရပါတယ်ကွာပတ်စံပေးဖို့မလိုပါဘူးညမိုးရှုပ်တာနဲ့ကျုပ်တို့ကြီးနှုတ်တီပင်ရှိတဲ့စီကိုလာခဲ့တယ်ဗျကျုပ်ပြောတဲ့အတိုင်းစိုးတေးတွေကလုပ်ပေးထားတာဗျဝါတောင်လေးတစ်လုံးကိုချက်ချင်းရက်ပြီးသူ့ချက်နယ်ကငပြောခိုင်ကငပြောနှစ်ဖိနဲ့သူ့ပင်ကအုံးတီတစ်လုံးခူးပြီးကြောပွဲထိုးပေးတယ်
အပင်အောက်ကိုရောက်တော့ကျုပ်ကဂရော့ပွဲပေါ်မှာဖျောင်းတဲ့တိုင်းထွန်းလိုက်တယ်ပြီးတော့ဂရော့ပွဲကိုမြောက်ပြီးအတန်ချင်ချင်နဲ့ပြောလိုက်တယ်ပေါ်ဝင်မျိုးဖြစ်တဲ့ကြီးနှုတ်တီပင်ကိုဆောင်ရတဲ့ပုဂ္ဂိုလ်ကြီးခင်ဗျာကျုပ်ကထဏောင်းကတားတီပါတင်ချိုင်းရှိမှကြီးမဖဲဝလှူလို့ကျုပ်လာရတာပါဗျာမဖဲဝကအမှားစကားပါလိုက်ပါတယ်သူ့မှာအရေးကြီးလိုအပ်နေလို့ကြီးနှုတ်တီပင်ကထွာဆန်လောက်ရှိတဲ့တကိုင်းပေးလိုက်ပါတယ်ဗျာကျုပ်တာတီကတင်ချိုင်းရှိမှကြီးမဖဲဝလှူလို့လာခဲ့ရတာပါပေါ်ဝင်ပင်ဆောင်ကြီးခင်ဗျာကျုပ်ကဂရော့ပွဲကိုအပင်အောက်မှာထားလိုက်တယ်ဗျဟုတ်ပါဗျာအပင်ကထဏောင်းပင်လောက်ကိုရှိတာဗျအပွင့်တွေကလည်းတပင်လုံးကိုမဲမဲလှုပ်နေတာဗျဟာတစ်ကိုင်းကြီးတစ်ကိုင်းကျိုးကြလာပြီဗျဟာဟုတ်တယ်ဗျထွာဆိုင်လောက်ကိုရှိတာအခြေက9000လောက်ရှိတယ်ကျုံနဲ့ကိုမှတ်လဲဝမ်းသာအရာနဲ့ပြေးပြီးထမ်းကြတာပေါ့ဗျာစော်တီကတော့ခလန်းလန်းကနေကြည်နေတာဗျမောင်တာဒီဒီလိုတော့ဟုတ်သားပဲကွာဒီတစ်ချက်မတိုက်ပဲတစ်ကိုင်းကျိုးကြလာတာတော့ငါအံ့ဩတယ်ကွာကျုပ်ကတစ်ပင်ဆောင်တရေကိုကျေးဇူးတင်စကားပြောရတာပေါ့ဗျာပေါ်ဝင်ပင်ဆောင်ပုဂ္ဂိုလ်ကြီးကိုကျေးဇူးတင်ပါတယ်ဗျာကြီးမနာကစော်တီရဲ့အိမ်ရောက်လို့ကြည်လိုက်တော့ဟာအပွင့်နေပါလာတာဗျဟုတ်တယ်ဗျကြီးကန်းကောင်ရဲ့နှုတ်သီးနဲ့တပုံစံနဲ့ပဲဗျာမဲမဲကောက်ကောက်ဗျာနှမောင်နေတဲ့အပွင့်နေဗျာအပွင့်တွေအားလုံးရွှေယူပြီးစက်ကူနဲ့ထုတ်လိုက်တယ်ပြီးတော့ပါလာတဲ့ရွက်တွေခိုင်းတက်လေးပါခုတ်ပြီးကျုံးနဲ့စီးလိုက်တယ်မနက်မိုးလင်းတာနဲ့စော်တီတို့ပေါင်ကျွေးတဲ့ကောင်းချင်းပေါင်စားပြီးကိုမန်းနဲ့ကျုံနဲ့စင်မကိုပြန်ချလာတာပေါ့ဗျာလမ်းရောက်တော့ကိုမတ်ကပြောတယ်ဗျဒီရွာကိုကြီးမနာလို့ခေါ်တာကြီးကန်းတကောင်မှမရှိလို့ကွာရှိဖို့နေတတာကြီးကန်းကခဏလေးတောင်ဝင်ပြီးမနာကြဘူးအဲ့ဒါကြောင့်ခေါ်တာငါစိတ်ထင်တော့ကြီးကန်းတွေမလာတာဒီပင်ကြီးရှိလို့ထင်တယ်မောင်တာဒီအမှန်ပေါ့ကိုမှတ်ရေကိုမှတ်တွေးတာအမှန်ပဲဗျမဖဲဝါကလည်းကျုပ်ကိုဒီတိုင်းပဲပြောလိုက်တာ9000လောက်ရှိတဲ့ကြီးနှုတ်တီခန်းကြီးကိုတလန်းလုံးကိုမှတ်ကထမ်းလာတာဗျကျုပ်ကဧည့်သည်ဆိုတော့ကြုံမထမ်းရဘူးစင်မရောက်တာနဲ့အချိန်မဆိုင်ပဲလှဲတန်းကောက်ခိုင်းပြီးတရကုန်းကိုခီးဆဲရတာပေါ့ဗျာဟုတ်ပါဗျာရွာတွေကိုဝင်လိုက်တာနဲ့အင်ခေါမိုးတွေပေါ်မှာရောတစ်ပင်တွေပေါ်မှာပါနားနေတဲ့ကြီးကန်းတွေကမဲမဲကိုလှုပ်နေတာဗျာဒါပေမဲ့ကြီးကန်းတွေကကျုပ်တို့ကိုကြည့်အောင်ပဲကြည့်နေကြတာဗျာအော်လဲမဟုတ်ဘူးထိုးလဲမထိုးဘူးဟာတကားလေးမောင်တာဒီထူတော့ထူပြီကွာဒီတကိုင်းပါလို့မထိုးတာထင်တယ်အင်းတွေကအယူတွေရဲ့ရေတံကြီးတွေကြားနေရတယ်ဗျာဟဲ့မောင်မင်းတို့ငါကိုရောမြက်ရေစားတော်မူတယ်လို့အယူတွေကအော်ကြဟစ်ကြနဲ့ပြောချင်အောင်ပြောနေကြတာဗျူဦးစင်းပြောတာဟုတ်နိုင်တယ်ဗျာကြီးကန်းတွေကဒီတကိုင်းကြီးကိုကြည့်နေတယ်ဗျာကျုပ်တို့လည်းဖုန်ကြီးကြောင်ရောက်တာနဲ့ဆရာတော်ဦးရစင်တာကကျုပ်တို့ကိုမျှော်နေတာတွေ့လိုက်ရတယ်ဟဲ့ဒါမောင်တာတီလားမှန်ပါဗျာတပည့်တော်တာတီပါဗျာဒါဆိုကျုပ်တငယ်ချင်းဂုဏရဲ့တပည့်ပေါ့ဟုတ်ပါတယ်ဗျာမင်းလိုက်လာတာဝမ်းသာလှတကွယ်ဆရာတော်ကတော့မင်းကိုတတော့ကိုရှင်းမနာကလားအေးလုံးဆရာရှိတာလုံးကြကွယ်ကြာရင်ဒီယူတွေတေုံကြမှာကွယ်အစာမှန်မသိအတော့မှန်မသိအောင်ယူနေကြတာကွယ်ကျုပ်ပြောတဲ့အတိုင်းဦးစင်းတွေရောခီးသွားနေလို့မယူပဲကျန်းနေတဲ့ရွာသားတွေရောဝိုင်းလုံးကြတယ်ဗျတကိုင်းကြီးကိုအခောက်ခွာပြီးရေပေါ်နေထိုးကြတယ်ရေပေါ်စားတွေကိုအိတ်တိတ်နဲ့ထဲရတာပေါ့ဗျာတကိုင်းကအဆူကြီးဗျဒါမှမိခိုထွက်မှာပေါ့ဗျာတကိုင်းကြီးတစ်ချောင်းလုံးရေပေါ်ထိုးပြီးကျန်တဲ့အသားကိုတေးသေးလေးတွေစိတ်လိုက်တယ်ကဲအစင်သင်းဖြစ်ရင်ရွာတွေကယူတွေကိုဓမ္မယုံထဲခိုးခဲ့ကြပြီတော့ဗျကျုပ်ကချက်ချင်းမီးဖို့မီးသွေးခဲနဲ့မီးဖို့လေးတွေလုံးရတာပေါ့ဗျာတံပကံပြားထဲမှာမီးသွေးခဲတွေခွဲထည့်ပြီးအစင်သင်းလုံထားရတာဗျဦးစင်းတွေကမှိုင်းတိုက်မဲ့တာဝန်ကိုယူကြတာပေါ့ဗျာမယူတဲ့ရွာသားတွေကလည်းဝိုင်းလို့ကြရတာပေါ့ယူသွားတဲ့ရွာသားတွေတယောက်မကျန်ခေါ်လာပြီးဓမ္မယုံကြီးထဲမှာထိုင်ခိုင်းရတယ်ယူတဲ့အထဲမှာတရကုန်းတကြီးပါပါနေတာဗျဒီတော့ရွာကိုဖုန်ကြီးတွေကပဲအုပ်ရှုံနေရတာပေါ့ဗျာမှိုင်းတိုက်ပြီးပြူတံပကံများတွေထဲကမိခဲရဲရဲတွေအပေါ်ကိုကျင်းတုံတီရေပေါ်စာတွေထည့်လိုက်တော့မိခိုးတွေမှာထွက်လိုက်တာဗျာခဏလေးတွေးမှကိုဓမ္မယုံထဲမှာမိခိုးတွေပြေးသွားတာဗျူဟိုချောင်းဆိုးတဲ့သူကဆိုဟိုတဟားရင်နေတဲ့အယူတွေတဖြည်းဖြည်းငိမ့်လာပြီဗျူဟိုတတိရလာကြပြီစကားကောင်းတွေပြောနေကြပြီဗျူဟိုဆရာတော်ကိုဥတိုက်နေကြပြီဗျူဖယားမန်းတန်ကမှန်းအောင်မသိတော့အောင်ဖြစ်သွားကြတဲ့လူတွေအားလုံးကောင်းကုန်ကြပြီပေါ့ဗျာဆရာတော်ကြီးခမဝမ်းတာလုံးလို့မျက်ရည်တောင်ကျတယ်ဗျာကဲရွာလေးလျှောက်ပြီးမိခိုးတွေတိုက်လိုက်ကြအောင်ဗျူလို့ကျုပ်ကပြောလိုက်တော့ကောင်းသွားတဲ့ရွာသားတွေကတံပံများတွေယူပြီးရွာထဲမှာမိကုန်မိုင်းတိုက်ကြတာပေါ့ဗျာဟာပြေးပြီဗျူပြေးပြီကြ
ကြီးကန်းတွေဟောကတဲ့နေအောင်ကိုထပြန်ပြီးပြေးကြတာပြူဆွမ်းလိုက်တဲ့မှုံဝင်ကြီးနှုတ်သည်ဗျာမိခိုးတွေကလည်းရွာဘုံကိုကြော်ပြီးတလေးလေးကိုတတ်သွားတာပေါ့ဗျာကြီးကန်းတွေရဲ့ကျင်းစာအငွေးတက်တွေပါပြောင်းအောင်ဆိုပြီးအင်းတွေထဲမှာမိခိုးတွေတိုက်ပြီးဖြန့်ကြတာပေါ့ဗျာဒီတော့မှပြန်ကောင်းလာတဲ့ရွာသားတွေသူတို့ဘာဖြစ်သွားတယ်ဆိုတာသိကြတော့တာပြူတန်ဃာတော်တွေကရွာထဲကြွလာပြီးတကြီးနဲ့အတူတူလိုက်ပြီးပြောနေကြတာဗျာဒီတော့မှတေသွားတဲ့ငစင်တို့ငတင်တို့ညီကိုကြီးဖြူတက်ပြီးကင်စားတဲ့ဇလန်းကိုသတိပြန်ရကြတာပေါ့ဗျာကိစ္စအလုံးပြီးတော့ကျုပ်ကိုလှဲနဲ့ထဏောင်းဦးထိလိုက်ဖို့ပေးပါတယ်ဆရာတော်ဦးကူးနာအတွက်လှူတဲ့ပစ္စည်းတွေနဲ့ကျုပ်ထွက်ပေးတဲ့ပစ္စည်းကိုလှဲတစ်စီးနဲ့တက်တက်ကိုတိုက်ပြီးလိုက်ဖို့ကြတာပါဗျာအားလုံးလှဲနှစ်စီးနဲ့ကျုပ်ထဏောင်းကိုပြန်ခဲ့ရတာဗျာဆရာတော်အတွက်လှူလိုက်တဲ့လှူပွဲပစ္စည်းတွေကပ်ပြီးကျုပ်ကိုအိမ်ရောက်လှဲတစ်စီးကလိုက်ဖို့တယ်အဘနဲ့အမေကတော့တွေ့ရလုံးယူသွားတဲ့ကြီးဖြူဇလန်းနဲ့ကြီးကန်းတွေရဲ့ခြေစာအကြောင်းကိုစိတ်ဝင်စားနားထောင်ကြတော့တာပေါ့ဗျာဟုတ်ကဲ့ဇလန်းကလေးကတော့ဒီမှာနေပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာနောက်မှလည်းတာတီရဲ့ဇလန်းများကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူခေဖုံးကပဲဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းအဖျားသောဒုက္ခတို့နဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ